မင်္ဂလာပါခင်ဗျ Smartflix YouTube channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှတင်ဆက်ပေးမယ့်ဗီဒီယိုစာအုပ်ကလေးကတော့စာရေးသူမော်ရရှာရေးသားထားတဲ့ကိုယ်ကွယ်မှုမပါတဲ့ဗုဒ္ဓဓမ္မအဝိဇ္ဇာမောင်ကလွန်မြောက်ချင့်ကြံခြင်းဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းလေးတွေနဲ့တင်ဆက်သွားမှာပါ channel လေးကို like and subscribe ထားပေးပါဦးခင်ဗျ notification လေးနဲ့ပေးထားပါဦးတုံညတာဘောပင်လေးကိုကောက်ခံပြီးတော့မှဒေချာစကြည့်လိုက်ပါဒီဟာလေးကဘောပင်နေလားမိကုန်းထုတ်ပြီးဘောပင်ဖုံးကိုချွတ်ပလိုက်ပါဘောပင်ဆိုပြီးဟုတ်ကောဟုတ်နိုင်သေးပါရဲ့လားစမ်းစစ်ကြည့်ပါအပေါ်ရမဲ့ပြောရရင်တော့ဘောပင်လေးကဘောပင်ပဲဘာများထူးခြားသွားနေလို့လဲမှန်ပါတယ်ဘာတစ်ခုမှထူးခြားဆန်းပြမသွားပါဘူးအခုတက်ပြီးဘောပင်လေးရဲ့ထိပ်ပိုင်းဦးကျော်အရစ်ကလေးကိုဖြုတ်ပယ်လိုက်ပါပြီးရင်နောက်ထပ်မင်းချောင်းကလေးကိုထုတ်ပလိုက်ပါဘောပင်လေးကဘောပင်ပြင်းနဲ့ပြောလို့ရနိုင်ပါသေးလားဒါမှမဟုတ်ဘောပင်လေးကိုနှစ်ပိုင်းပြည့်ထပ်ပိုင်းချိုးရင်ချိုးရရကိုဘောပင်ဆိုပြီးပြောလို့ရသလားမစားခင်ကငါပြောသည်မူစားပြီးတော့ငါပြောသည်လို့ပြောလို့ရသလားနာမည်ပြည့်ညက်တတ်မှတ်ချက်တွေမတူညီတဲ့ဖြစ်တည်မှုတွေလောကကြီးမှာအဖြစ်တရားအနေနဲ့ကိုရှိနေပါတယ်ရှိလားဆိုပြီးအမေးထုတ်တော့ရှိတယ်လို့လည်းတတ်သိမရမရှိလို့လည်းပြောမရပြန်အဖြစ်တစ်ခုအနေနဲ့ပဲရှိနေတာပါဘောဝင်ခဲတယ်ငါပြောတဲ့ခွာမကိုညီညီပြည့်ညက်အားလုံးနားလည်ပေးလို့ရပြီမယ်အရှိတရားတစ်ခုအဖြစ်တတ်မှတ်ပေးလို့လုံးဝမရပြည့်ညက်ဆိုတဲ့အရာကြီးကထင်ထားသလောက်မရိုးရှင်းပါလူစိတ်တန်းအတွင်းထဲမှာမတ်တင်းအောင်ဗန်တီးထားတဲ့မှတ်ဉာဏ်အတုရောင်မာရတာဖြစ်တယ်လောကကြီးမှာရှိသမျှအရာအလုံးသေချာတွင်ဘယ်အရာကရှိနေတယ်လို့သတ်မှတ်နိုင်မလဲမပြတ်မစည်းမြဲတည်တဲ့အရာဆိုတာရှိနိုင်မလားမရှိပါဘူးအရာတိုင်းကအဖြစ်တရားတသက်များတာဖြစ်နေတာပါဒီပရမတ်အစစ်မှန်ကိုတုံညာတာလို့ခေါ်နိုင်ပါတယ်ဒါကြောင့်မရှိခြင်းပရမတ်တည်တာအရှိတရားအစစ်ဖြစ်ပါတယ်ဖြစ်တဲ့တိုင်းကိုသေချာလေးဆင်ခြင်ကြည့်ရင်တစ်ခုနဲ့တစ်ခုဆက်ဖြစ်ပြနေတာပါဖြစ်လာမယ်ပြီးရင်အခိုက်အတန့်တစ်ခုစားအတွက်တည်ရှိလိုက်မယ်ပြီးရင်ချုပ်တရားအနေနဲ့ပြတ်သုံးသွားမယ်ဒီလိုပြတ်သုံးမှုကပဲဖြစ်မှုအသစ်ကိုမွေးဖွားလိုက်မယ်ပြီးရင်အခိုက်အတန့်တစ်ခုစားအတွက်ပြန်တည်ရှိမယ်ပြီးရင်ချုပ်မယ်ဒီလိုနည်းနဲ့ဖြစ်တည်ပြတ်မှုစင်စက်မပြတ်ဖြစ်နေတာပါဒါကိုအရှိတရားလို့ခေါ်ပါတယ်ရှိခြင်းလို့ပြောပေမဲ့အမြဲရှိနေတာကိုအရှိတရားလို့ပြောတာမဟုတ်ပါဘူးဖြစ်မှုတည်မှုပြတ်မှုဆိုတဲ့တန်တရားစင်စက်မပြတ်ရှိနေတဲ့တဘာဝကိုအရှိတရားပရမတ်ဖြစ်သတ်မှတ်လိုက်တာပါဒီအရှိတရားကိုပဲပြန်ဆင်ခြင်ကြည့်လိုက်ရင်ဖြစ်မှုဆိုတာကိုတည်မှုဆိုတာကိုပြတ်မှုဆိုတာကိုရှိသလားလို့သုံးသပ်ကြည့်တော့မရှိပြန်ပါဘူးအရှိတရားဆိုပေမဲ့မရှိတရားဖြစ်တာကြောင့်သုံးညတာလို့ခေါ်တာပါအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးအနေနဲ့ပြတ်သွားတယ်အကြောင်းနဲ့အကျိုးရဲ့ကြားမှာတည်မှုရှိတာကသုံးညတာအနေနဲ့ဖြစ်သွားပါတယ်ဒီတော့အကြောင်းဆိုတာကအကျိုးဆိုတာကိုမရှိတော့ပါဘူးဒါပေမဲ့စဉ်ဆက်မပြတ်ဖြစ်နေဒီနေပြတ်နေပြန်တော့ဒီမရှိအရှိတရားသုံးညတာရည်လင်ကိုပြောင်းလောက်ရတာကလွန်မြောက်မှုပဲဖြစ်ပါတယ်ဒီအစိုးရသုံးညတာဆိုတာကမရှိအရှိတရားဖြစ်ပါတယ်မရှိအရှိတရားစဉ်ဆက်မပြတ်ဖြစ်နေခြင်းကဘဝပါအဆုံးစားမဖြစ်တည်ပြနေတဲ့တန်တရားကြီးကိုဘဝပါဒါကြောင့်ဘဝဆိုတာကဆင်းရဲမှုဒုက္ခတည်ဖြစ်ပါတယ်ဒါကြောင့်ဘဝတန်တရားစဉ်ဆက်မပြတ်လေပတ်ပါတယ်နာမည်ပြည့်ညက်ဖြစ်တရားကြောင့်တဏှာမြင့်တွေပြီးဘဝဆိုတာကိုပြည့်စေပါတယ်တုံညတာဆိုတဲ့ခွေးဆက်ကိုပြတ်သွားအောင်လုပ်နိုင်ခြင်းကလွန်မြောက်ခြင်းစိတ်ဖြစ်ပါတယ်တုံညတာပြတ်တဲ့မရှိအရှိတရားကိုနားလည်သွားရင်လွန်မြောက်ခြင်းတရားခြေခံဖိုင်နိုင်နေပြီဖြစ်တယ်နာမည်ပြည့်ညက်တွေဆိုတာကအဖြစ်တရားမို့လို့အမှန်တရားတွေမဟုတ်ပါဘူးဒါကြောင့်ဘောပင်ဆိုတာလည်းမရှိသလိုခဲရန်ဆိုတာလည်းမရှိပါဘူးနာမည်တွေကအတိမရှိသလိုအရှိတရားမဟုတ်တာကြောင့်အရှိတရားအဖြစ်လက်ခံလို့မရပါဘူးရေဝတ္ထုပစ္စည်းတွေကိုဆွဲမှတ်တွေ့တာနေလို့မထူပါဘူးအကျိုးမရှိနိုင်ပါဘူးဘယ်ရာကမှမတည်မြဲတာကိုနားလည်ဖို့လိုပါတယ်သုံးရတဲ့တရားတွေသာဖြစ်တဲ့အတွက်မရှိတရားကိုလက်သင့်ခံပြီးတော့တကယ်ရှိတဲ့လွန်မြောက်မှုကိုရအောင်ယူနိုင်မှုလူရာကိုသဘောပေါက်ဖို့လိုပါတယ်စိတ်ခံစားချက်ကလည်းထုံနည်းလက်ကောက်မှာဝမ်းနည်းမှုပူဆွေးမှုကြည်ခွေးမှုလွမ်းဆွမှုပျော်ရွှင်မှုကျဉ်းနှံ့မှုဝမ်းသာမှုစသဖြင့်ခံစားချက်တွေကမရှိအရှိတရားတွေဖြစ်ပါတယ်တတ်မှတ်တွေ့တာနေလို့အကျိုးမရှိပါဘူးတွေ့တာမှုအားကောင်းလေလေတဏှာရဲ့လှည့်ဆံမှုအောက်မှာဆင်းရဲမှုဝေဒနာတွေကိုခံစားလေလေဖြစ်ပါတယ်ဒီနေရာမှာနားလည်ဖို့ကသုံးညတာတရားဆိုတာကမရှိမှုကိုဆိုလိုတာမဟုတ်ပါဘူးရှိနေတဲ့အဆိုးမရမှုကိုပြောတာဖြစ်ပါတယ်ဘောပင်ဆိုတဲ့ပြည့်ညက်တရားကိုသိချအရင်စစ်ကြည့်ရင်ဘောပင်မရှိပါဘူးဒါအဆိုးမရနိုင်မှုကိုဆိုလိုတာပါဝမ်းနည်းမှုကိုအရင်စစ်ကြည့်ရင်တဏှာဆိုတဲ့တတ်မှတ်မှုရဲ့အကျိုးဆက်ဖြစ်ပြီးရတာမလို့လိုတာမရနိုင်တဲ့ဘဝတဘာဝအတိုင်းအဆိုးမရစွာဖြစ်လာတဲ့သုံးညတာသဘောတရားတသက်ဖြစ်ပါတယ်ဒီလိုပဲဝမ်းသာမှုချမ်းသာမှုတွေကိုအရင်ပြန်စစ်ကြည့်လိုက်ရင်တဏှာကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပါပဲဒါပြင်အကျိုးဆက်တိုင်းကိုရတဲ့ကရက်သွားအောင်လုပ်နိုင်မှလွန်မြောက်မှာဆိုတော့ဝမ်းသာမှုပျော်ရွှင်မှုတာယာမှုတွေကိုညှင်းဆိုရမလားမဟုတ်ပါဘူးတုံညာတဲ့သဘောအရဖြစ်တဲ့တည်တဲ့ပြတ်တဲ့တာဟုတ်သည်များဖြစ်တည်ပြတ်နေမှာပါဘဝဆိုတာကရုန်းကန်ခြင်းရှင်သန်ခြင်းဖြစ်တာကြောင့်နေ့စဉ်လူနေမှုဘဝကိုရုန်းကန်မှရှင်သန်မှကောင်းတဲ့ပိုကောင်းအောင်ကြိုးစားပါသို့တော်တနားရဲ့လှည့်ဆောင်မှုရောက်သွားပြီးအဆုံးရောက်သွားရင်ဘဝကောင်းစားရေးကိုလည်းရနိုင်မှာမဟုတ်သလိုဘဝကနေလွတ်မြောက်ရေးကိုလည်းခြေလန်းစနိုင်မှာမဟုတ်ပါဘူးမတိမှုနဲ့မိုင်မဲငါမိုင်မဲပြီးရဝတ္ထုပစ္စည်းအရာချမ်းသာကြောရပါစေစိတ်တဏှာကတော့မြင်ချက်ဒီပဲနဲ့ပြည့်ညက်လောကမှာဒိဗေမဲ့တဲ့ဘဝနဲ့ရှင်သန်သွားရမှာပါဖြစ်တည်ခြင်းနဲ့မဖြစ်ခြင်းကကင်းလွတ်နိုင်တဲ့အရာကတော့ထုံညာတာဖြစ်ပါတယ်
ဒီအကြောင်းကိုတန်တရာယာနာဆရာတော်လီဆာဒရာဘစီဆွန်ကာဘာက1998ခုနှစ်မှာဆိုခဲ့ဘူးတယ်။တုံညတာဆိုတာကိုရီမန်းချက်တက်အနေနဲ့အစိုးမရခြင်းကိုထိပ်ပဲဖွင့်ခဲ့တယ်။တုံညတာကိုနားလည်ဖို့ဖြစ်တည်ပြမှုတဘာဝနဲ့ဘဝတန်တရားတဘာဝကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဆင်းရဲမှုဝေဒနာနဲ့ဆွဲလန်းမှမှုတဏှာရောကြီးကိုပြတ်တမ်းမှုတုံညတာတရားဆိုတဲ့လက်နဲ့သုံးပြီးတော့ရှင်းရမှာပါ။ဒါမှအမှန်တရားလေးပါးကပြတ်တမ်းထားတဲ့လမ်းမှန်ရှိခုအတိုင်းစူးညောင်းခလုတ်ရှင်းကနေရှောက်လန်းပြီးလူမျိုးအပေါ်ကိုအရောက်သွားနိုင်မှာဖြစ်ပါတယ်။ဓမ္မတရားတော်ကအင်မတန်လွတ်လပ်ပါတယ်။ဖွင့်လင်းမြင်သာမှုရှိပါတယ်။ရိုးစင်းပါတယ်တည်ငြိမ်ပါတယ်။ချက်ချင်းလက်ငင်းအကျိုးပေးတဲ့အမှန်တရားဖြစ်ပါတယ်။ဓမ္မတရားတော်အနေနဲ့ရိုးရှင်းပြီးအကျိုးချက်ချင်းပေးနိုင်တဲ့အမှန်တရားဖြစ်စေဦး။ရှုပ်ထွေးတဲ့ခက်ခဲချမ်းတမ်းတဲ့ဘဝတန်တရားကြီးရဲ့အစိုးမရမှုတဘာဝကတော့လွန်ရမှုလမ်းစဉ်ကိုရှောက်လန်းသူတိုင်းပင်ပန်းစင်းရမှုလက်လျှော့သောနှိမ့်ဆက်မှာပါ။တရားစာကြိုးစားအထောက်အထောင်စာပြဿနာတွေပေးပြီးတထောင်အားနဲ့ကျင့်ကြံလို့တဲ့စိတ်မျိုးမပေါက်သေးဒုက္ခဆင်းရဲကနေလွတ်မြောက်ခွင့်မပေးပါဘူး။တုံညတာဆိုတာကမရှိမှုဖလားဖြစ်မှုကိုဆိုလိုတာမဟုတ်ပါဘူး။တုံညတာဆိုတာကပြောင်းလဲမှုဖြစ်ပါတယ်။ဖြစ်မှုမှတည်မှုတည်မှုမှပြည့်မှုပြည့်မှုမှအတိတ်ဘံဖြစ်မှုစသဖြင့်စင်စမပြည့်ပြောင်းလဲနေမှုကိုတုံညတာလို့ခေါ်ပါတယ်။အချောင်းရှိလို့ဖြစ်လာတဲ့အကျိုးဆက်ဖြစ်တဲ့လို့တည်လာတဲ့အကျိုးဆက်နဲ့တည်လာလို့ပြတ်သွားတဲ့အကျိုးဆက်တွေကတုံညတာဖြစ်ပါတယ်။အစိုးရတဲ့တဘာဝတိုင်းဖြစ်တည်ပြနေတဲ့အကြောင်းကျိုးဆက်ဆက်မှုကိုတုံညတာလို့ခေါ်ပါတယ်။မြောက်ကိုကြီးမရှိပဲကူမာခြင်းကိုလှုပ်ထိုက်လို့လှုပ်ခဲ့တယ်။အဲ့ဒီနည်းနဲ့ကိုတိုးတက်စေနိုင်ခဲ့တယ်။ရှရန်ဒီဝခယုနာကိုရှိမှလူ၃ယောက်ထိုင်နေမယ်တငယ်ချင်းရန်သူနဲ့တစိမ့်အဲ့ဒီပုဂ္ဂိုလ်တယောက်ချင်းစီကိုအာယုံမှာစူးစိုက်ကြည့်ပါဥပမာတငယ်ချင်းတယောက်ကိုရှိကိုရောက်လာစိတ်တက်ဘယ်လိုနေမလဲတငယ်ချင်းကိုတွေ့လိုက်တဲ့အတွက်စိတ်ခံစားချက်တွေဘယ်လိုဖြစ်နေမလဲတငယ်ချင်းနေရာမှာကိုရန်သူရောက်လာရင်ဘယ်လိုစိတ်ခံစားချက်တွေဖြစ်ကုန်မလဲတငယ်ချင်းဆိုရင်စိတ်လုံးညမှုရှိနိုင်မယ်ရန်သူဆိုရင်စိတ်လို့ရှားသွားမယ်တစိမ့်ဆိုရင်သတိစိတ်လေးအကဲပူသွားမယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်၃ယောက်နဲ့ကိုနဲ့ကြားမှာဆက်ဆံရေးအပြင်တစ်ခုခုလုံမိတာမျိုးလောက်ရတာမျိုးရှိလာရင်ကိုခံစားချက်တွေဘယ်လိုဖြစ်လာနေမလဲကိုပေါ်ဆဲဆိုချိန်မောင်းတာမျိုးရှိလာရင်ဘယ်လိုတုံ့ပြန်ခြင်းမလဲသင်္ကမကင်းဖြစ်နေတဲ့မျက်လုံးစိမ်းကြီးနဲ့သစိမ်းကကြည့်လိုက်ရင်စိတ်ဖြောင်းပါမလားစိတ်ခံစားချက်ကရင်မတန်ရေးကြီးတယ်လူနေမှုဘဝမှာပေါင်းသင်းဆက်ဆံရေးကအခရာကြတယ်လူတွေနဲ့ဝေးမှနေပြီးလူမှုအတိုင်းဝန်းကိုကျင်သူကလူမဟုတ်ဘူးလူဆိုတာကအတိုင်းမြုံတော်ဖြစ်တယ်တတ်ဝန်းနဲ့နေတဲ့မှသာရုံးကန်ရှင်သန်မှုအတွက်ဆင်ပြေနိုင်တယ်လူတွေကြားမှာရုံထနေဖို့ပြောတာမဟုတ်ပါလူတွေကလူဖြစ်ဖို့ပြောတာပါလူချင်းတူပါရဲ့နဲ့ဘာလို့ဆက်ဆံရေးတွေဆင်ကားနေကြတယ်လဲဘာလို့ခွာခြားချက်တွေများလာတာလဲရုပ်ချောသူရုပ်ဆိုးသူဆင်းရဲသူချမ်းသာသူတွေရဲ့လို့မတူညီတဲ့လူနေမှုဘဝတွေအကြားမှာတယောက်နဲ့တယောက်တူနဲ့တူချစ်ချစ်ခင်ခင်မဖြစ်နိုင်မနဲ့မယုံသင်္ကာဖြစ်နေကြရတယ်လမ်းသွားလို့မျက်နှာချင်းဆိုင်မြင်တော့ဘာလို့များပြုံးပြကြဖို့ခဲရင်နေရတယ်တယောက်နဲ့တယောက်စိတ်လုံးညမှုမထားနိုင်မနဲ့ရန်သူဖြစ်နိုင်ကြီးတိတိကြီးနဲ့ရှင်သန်နေကြတာလေလောကကြီးကပြည့်ပြည့်စုံနေပါလျက်နဲ့လူအချင်းချင်းမသိမိမြတ်ဖြစ်နေရတဲ့နောက်ကကအကြောင်းရင်းအမြစ်ကဘာဖြစ်မလဲစိတ်ကစားချက်တွေကအဓိကရင်းမြစ်ပါဒုမချနာဒုမတာကုမတာချင်းတူတူအသားရောင်ကိုလိုက်ပြီးတော့မှခွဲခြားဆက်ဆံတာတွေရုပ်ပြင်ပန်းပုံသွင်းတဲ့တင်အောင်နှလုံးနာတာမျိုးမတရီတာမျိုးဖြစ်တာတွေရောအမြင်လောင်းတဲ့တင်ကြွေမိသွားပြီးတော့တပတ်သက်ယူမတဲ့ဖြစ်ပြတဲ့ဒီဆွဲလန်းမမောတာမျိုးတွေရှိတယ်နိုင်ငံမတူလို့ရန်သူလို့ဆက်ဆံသွားကြတာတွေကိုယ်ွယ်တဲ့ဘာသာမတူလို့ခပရန်နေဖြစ်ကုန်တာတွေရောရှိပါသေးတယ်လူအချင်းချင်းဒီလိုစိန်ကားနေကြတာဖြစ်တဲ့ရလားဓမ္မနီးရစစ်မှန်တဲ့အသက်မွေးမှုနဲ့အဓိပ္ပာယ်ရှိရှင်းတတ်မယ်ဆိုရင်ပထမခြေလှမ်းပြစစ်မှန်တဲ့နှလုံးသွင်းမှုကိုကျင့်ယူရမယ်။သွေးလေးလေးပြီးချင်နေတဲ့သားငယ်ကိုကိုလာတိတိမြင်မြင်စောနဲ့တွေ့ချင်နေတဲ့မိခင်တယောက်သေမင်းနဲ့စိတ်ကင်းပြီးမှရလာခဲ့တဲ့မွေးကင်းစားကိုရင်ဝင်ပတ်လိုက်တဲ့အချိန်ဖြစ်သွားမဲ့စိတ်ကင်းစားချက်အတိုင်းဘယ်သူနဲ့ပဲပေါင်းသင်းဆက်ဆံပါစေပြေးသွားတဲ့နှလုံးသားမေတ္တာစိတ်ဓာတ်မွေးမြူနိုင်ရမယ်။မိခင်စိတ်ဓာတ်မျိုးကိုပြောတာမဟုတ်ပါဘူး။မိခင်ကသားငယ်ပေါ်ပြေးသွားတဲ့စိတ်ဓာတ်မျိုးထားရှိတယ်လို့ပဲလူမှန်လူချင်းပြေးသွားတဲ့စိတ်ဓာတ်မျိုးထားတတ်ဖို့ပါ။ကိုရှိမှရောက်နေတဲ့လူကချစ်သူတငယ်ချင်းရန်သူတစိမ့်ဘလို့လူပဲဖြစ်ဖြစ်ကိုတော်လူကလူပဲလို့မြင်နိုင်ဖို့ပါကိုဘောကောင်းတာလုပ်ပေးတဲ့သူပဲဖြစ်ပါစေဆိုးတာဖြစ်စီသူပဲဖြစ်ပါစေကိုစိတ်နှလုံးသားထဲမှာပြင်းမကင်းတဲ့လူသားပါပဲလို့နှလုံးသွင်းနိုင်ရမယ်ဒါပြင်ကိုမိခင်ကိုတတ်သွားတဲ့လူသက်သမားကကိုရှိရောက်နေငောဒီစိတ်မျိုးနဲ့နေနိုင်ရမှာလားဒီလိုမဟုတ်ပါဘူးကောင်းမှုမကောင်းမှုကောင်းကျိုးမကောင်းကျိုးဆိုတာရှိပါတယ်ကိုဘောသူကမကောင်းတာလုပ်လိုက်သူ့ဘောမကောင်းတာဖြစ်လာမယ်လို့မဆိုပါဘူးကံဆိုတာအဲ့ဒီလိုအလုံးမလုပ်ပါမကောင်းတာလည်းမကောင်းကျိုးကိုဖြစ်ခိုက်တဲ့အခိုက်ဖြစ်ပါလိမ့်မယ်ဖြစ်ချင်တဲ့အခိုက်ဖြစ်ပါလိမ့်မယ်လူသက်သမားကိုပြေးသွားတဲ့စိတ်ထားနဲ့ခွင့်လွှတ်ဖို့ပြောနေတာမဟုတ်ပါလူသက်သမားရဲ့လောက်ရက်ကိုရှုတ်ချပါယုံမုန်းပါထိုက်တန်တဲ့တရားမျှတမှုအတိုင်းစီရင်ခံရအောင်ကြိုးစားပါထိုက်တန်တဲ့ပြည့်တံကိုခံစားသွားအောင်လုပ်လိုက်ပါဒါပေမဲ့လူသက်သမားကိုမောင်းတီးစိတ်နာကြီးစိတ်ခါးတီးစိတ်မွေးမနေပါနဲ့မောင်းတီးစိတ်နာကြီးစိတ်ခါးတီးစိတ်တွေထားရှိလို့လူသက်သမားအနေနဲ့နာကျင်တာမျိုးမဖြစ်ပါဘူးသူ့ပြည့်နဲ့ထိုက်တဲ့ဒဏ်ကိုမခံစားပါဘူးအဲ့ဒီစားမောင်းတီးစိတ်နာကြီးစိတ်ခါးတီးစိတ်မွေးမိတဲ့ကာယကံရှင်ကိုယ်တိုင်ကပဲပြန်မှန်းဆင်းရတာပါဒါကြောင့်ပြေးသွားတဲ့စိတ်ထားနဲ့သဘောထားကြီးကြီးမွေးမြူလိုက်ပါကလေးစားစိတ်ရန်လိုစိတ်အမြဲတမ်းစားတဲ့ခံစားချက်တွေကဆူးနေတူပါတယ်ဒီဆူးကသူများကိုသွားဆူးမဲ့ဆူးမျိုးမဟုတ်ဘူးကိုကိုပြန်ဆူးစေတဲ့ဆူးမျိုးပါ
ဆင်းရဲမှုကလည်းဘာမှမပေးနိုင်ပါဘူးကလေးစားစီမွေးမြူပြီးစိတ်ဆင်းရဲပင်ပန်းခံမိစားထိုက်တန်တဲ့ခံစားမှုစုံတရားပေးနိုင်အောင်လက်တွေလှုပ်ဆောင်လိုက်ပါမတရားနည်းကိုတုံးချပြီးမတရားမှုကိုတံပြန်တုံ့ပြန်မယ်ဆိုရင်ဘယ်တော့မှနိုင်ရမှာမဟုတ်ပါဘူးမတရားနည်းကိုတရားနဲ့နည်းနဲ့တံပြန်တုံ့ပြန်မှသာအနိုင်ရမှာဖြစ်ပြီးစိတ်ပင်ပန်းဆင်းရဲမှုအသက်သာဆုံးဖြစ်နိုင်ပါမယ်မတရားမှုကိုနိုင်တဲ့အရာကတရားမှုဖြစ်ပြီးတရားမှုမှာအကန့်အသတ်မရှိပါဘူးတရားမှုကိုရနိုင်ဖို့လွတ်လပ်စွာလှုပ်ရှားနိုင်ပါတယ်ပိတ်ပင်မှုမရှိပါဘူးအကန့်အသတ်အစည်းအသားတွေနဲ့တရားမှုအားဆက်မှန်တဲ့တရားမှုမဟုတ်ပါဒီလိုတရားမှုမျိုးနဲ့ရင်ဆိုင်ပြေးချင်းကသာပြေးပွားတဲ့စိတ်ထားမျိုးနဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်ပြေးပွားတဲ့စိတ်ထားမျိုးကိုထားရှိနိုင်ခြင်းကဆက်မှန်တဲ့မေတ္တာစိတ်ကိုမွေးနိုင်ခြင်းဖြစ်ပါတယ်ရန်သူကိုချစ်နိုင်တဲ့မေတ္တာမဟုတ်ပါရန်သူရဲ့မပြည့်စုံမှုကိုနားလည်တာကမှမေတ္တာဖြစ်တယ်ရန်သူပေါ်ကလေးစားမချေခြင်းကအရှုပ်ပေးခြင်းမဟုတ်ပါထိုက်တဲ့အပြစ်ဒဏ်ခံစားသွားရအောင်တရားတော်နည်းနဲ့လှုပ်ဆောင်ခြင်းကပြေးပွားတဲ့စိတ်ထားမွေးမြူနိုင်ခြင်းဖြစ်တယ်မစင်းနဲ့ပြစ်ပေါက်တဲ့သူကိုမကြည်နဲ့လို့မစင်းနဲ့ပြန်ပြစ်ပေါက်ရင်ပြစ်ပေါက်ခံရသူပဲနှခါနာပါတယ်ဒါကြောင့်ရန်ကိုရန်ချင်းမတုံနှင်းတယ်လို့ဗုဒ္ဓကမှာခဲ့ခြင်းဖြစ်တယ်တပတ်သားပေါ်နားလည်မှုဆိုတာကအင်မတန်လေးနက်ပါတယ်သူဖြစ်ကိုပြစ်လောက်ကိုသဘောပေါက်တိုင်းနားလည်တာမဟုတ်ပါထိုက်တဲ့အပြစ်ဒဏ်ခံစားသွားရအောင်တရားတော်နည်းနဲ့လှုပ်ဆောင်ခြင်းကပြေးပွားတဲ့စိတ်ထားမွေးမြူနိုင်ခြင်းဖြစ်တယ်မစင်းနဲ့ပြစ်ပေါက်လာတဲ့သူကိုမကြည်နဲ့လို့မစင်းနဲ့ပြန်ပြစ်ပေါက်ရင်ပြစ်ပေါက်ခံရသူပဲနှခါနာပါတယ်ဒါကြောင့်ရန်ကိုရန်ချင်းမတုံနှင်းတယ်လို့ဗုဒ္ဓကမှာခဲ့တာပါတပတ်သားပေါ်နားလည်မှုဆိုတာကအင်မတန်လေးနက်ပါတယ်သူဖြစ်ကိုပြစ်လောက်ကိုသဘောပေါက်တိုင်းနားလည်တာမဟုတ်ပါတပတ်သားရဲ့အားနည်းချက်အားသာချက်လိုအပ်ချက်စသဖြင့်အမျှော်မြင်ရှိတာကိုနားလည်ခြင်းလို့ခေါ်ပါတယ်နားလည်မှုရှိခြင်းဆိုတာကလည်းနှစ်ဦးနှစ်ဖက်အကြားဒူးပေါ်ဒူးအနေနဲ့အပေးနဲ့ယူသဘောပေါက်ပါမေတ္တာထားခြင်းမှုဂရုဏာတရားပြေဝမှုဆိုတာကနားလည်မှုမရှိမှမဖြစ်နိုင်ပါဘူးနေကောင်းပါစေချမ်းသာပါစေဆုတောင်းပေးရုံစိတ်ရဖြစ်ပြီးပေးရုံလောက်နဲ့မေတ္တာပူတာတယ်ဂရုဏာစိတ်ထားတတ်တယ်လို့မဆိုလိုပါတပတ်သားရဲ့ခက်ခဲခြင်းတွေနဲ့နေထားအားလုံးကိုမျှော်မြင်ရှိမြင်သိထားသလိုနားလည်သဘောပေါက်ထားမှသာကိုယ်စိတ်ကိုတဲမဲ့တည်ကြည်စွာနဲ့တည်တတ်ပေးနိုင်မှာဖြစ်ပါတယ်အဲဒီလိုတဲမဲ့တည်ကြည်မှုနဲ့တူတည်တတ်ပေးခြင်းကသာမေတ္တာစိတ်မွေးမြူနိုင်ခြင်းဖြစ်ပါတယ်။တောင်ညတာတရားနဲ့မေတ္တာတရားတို့ကဗတ်မတူတဲ့အကျွေးစိတ်တွေလိုပဲဓမ္မကျင့်စဉ်ရလူဘကိုအမော်မြတ်ဆုံးရှင်သန်နိုင်ဖို့ရာမေတ္တာနဲ့တောင်ညတာတရားကိုနားလည်ကျင့်သုံးနိုင်မှုလိုပါတယ်။တောင်ညတာတရားအရလောကမှာဒီမြဲတဲ့ရာမရှိပါဘူး။အစိုးမရမှုကသာမှန်တကယ်တည်ရှိနေတဲ့တရားဖြစ်ပါတယ်။ဒီတောင်ညတာတရားကိုနားလည်ရုံနဲ့တရားပေါင်းမြောက်ပြီလို့ပြောလို့မရပါ။တောင်ညတာတရားကတဘာဝကိုနားလည်ခြင်းအဆင့်လောက်ပဲရှိပါတယ်။တဘာဝကိုနားလည်ပြီးအမှန်တကယ်အကျိုးဖြစ်တယ်မို့လို့မေတ္တာထားရှိမှုလိုအပ်ပါတယ်။ဘဝမှာသနာကျင်နာခြင်းနားလည်သိတတ်ခြင်းဖေးမကူညီခြင်းအမိတွေဟဲ့ပြုခြင်းအကြောင်းကျိုးရှိခြင်းတွေသာမရှိရင်တုံညတာတရားသက်အထိပဲကင်းမဲ့နေပါပါဂုဏတရားစိတ်ရှိထားပြီးဓမ္မကျင့်စဉ်ကိုအားထုတ်နေသူတွေအတွက်လွန်မြောက်ခြင်းကမဝေးပါဘူးကောင်းတဲ့ဖြစ်စဉ်ပြည့်ရဲ့မကောင်းတဲ့ဖြစ်ဖြစ်ရဲ့အကျိုးဆက်ကိုခံစားဆဆနေရပြီမဲ့ဖြောင်းမဲ့တည်ကြည်တဲ့စိတ်ထားကိုမွေးမြူထားနိုင်ရပါမယ်နားလည်စေရှိတယ်ဆိုတာကအရာအလုံးကိုအင်းလိုက်တဲ့စိတ်ထားတာမျိုးလုံးဝမဟုတ်ပါလိုအပ်ရင်ဟင်းအင်းလို့ဖြည့်ညင်းနိုင်ရမယ်အရှမ်းတဲ့ကြောင့်ကိုခြေခံပြီးကိုအကျိုးမပေးနိုင်တဲ့ကိစ္စတစ်ခုကိုအင်းလိုက်တယ်ဆိုတာကဒုတက်တဲ့စိတ်ဓာတ်မျိုးကိုမွေးမြူနိုင်တာမဟုတ်ပဲနဲ့နောက်လိုက်စိတ်နဲ့နောက်ကောက်ကြခြင်းတဲ့စိတ်ဓာတ်မျိုးကိုမွေးမြူနေတာပါဂိယနာစိတ်ဓာတ်မွေးမြူခြင်းကတတိကြောင့်လည်းစိတ်ဓာတ်မျိုးမဖြစ်စေပါဘူးမလုပ်ရဲတာမျိုးမဝန်းစိတ်မျိုးဖြစ်နေတယ်ဆိုရင်ဂိယနာစိတ်ဓာတ်မမှန်သေးလို့ပါဂိယနာစိတ်ဓာတ်ကတနာကျင်နာဓာတ်မှုကိုခြေခံနေဆိုပြီးမြဲပြုသမျှကံနှိမ့်ဆက်သမျှကိုခြေခံမှုမဟုတ်ပါအရှိကိုအရှိတိုင်းအမှန်ကွယ်မှန်တိုင်းအဖြစ်ကိုအဖြစ်တိုင်းလက်သင့်ခံပြီးတော့ထားတဲ့ထားအပ်တဲ့စိတ်ထားမျိုးကိုအများမျိုးရှိထားရှိတတ်ခြင်းဖြစ်ပါတယ်ငါပြနေတဲ့တရောင်းစားကိုတွေ့လို့တနာမိတဲ့စိတ်ကခုချင်းစားစိတ်ပါတနာမိရာကနေတခုခုလှုပ်ပေးခြင်းစိတ်ပေါက်လာတာမျိုးကနားလည်သိတဲ့စိတ်ပါနားလည်သိတဲ့အတွက်အကျိုးရှိမဲ့အလုပ်တစ်ခုခုကိုကိုယ်တိုင်လုပ်တာမျိုးဖြစ်ပါစေကိုလှုပ်စားတာမျိုးပဲဖြစ်ပါစေအပြောင်းလဲတစ်ခုခုဖြစ်သွားတဲ့အထိစေရုပ်ကိုပါလှုပ်တာမျိုးကမှဂိယနာစိတ်အစစ်ဖြစ်ပါတယ်ဂိယနာစိတ်ဓာတ်စံကြဘကတလွဲမာနပါကိုကျိုးမဲမှုကိုအခြေခံတဲ့ဂိယနာစိတ်ဓာတ်ကိုပျက်စီးစေနိုင်တဲ့စိတ်နေစိတ်ဓာတ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကတော့ကိုကျိုးရှေ့ရှုတဲ့မာနပါအစင်တန်းခွဲကြတဲ့စိတ်ဓာတ်မျိုးဘဝင်မြင့်ခုံစားအခွင့်ဒုက္ခလူမျိုးတွေရဲ့စိတ်ဆိုးပါလူနေမှုအစင်တန်းရဖြစ်စီပညာတတ်မြတ်မှုအစင်တန်းရဖြစ်စီအရေးချင်းရည်သွေးကွာခြားမှုကြောင့်ပဲဖြစ်စီဓမ္မမို့တရားချင်းအတွေ့အကြုံအနည်းများကွာလို့ပဲဖြစ်စီတို့ထက်ငါအရင်လောက်ခဲ့ဘူးတဲ့စိတ်နေစိတ်ခံမျိုးငါသိငါတဲ့စိတ်ဓာတ်မျိုးအထင်သေးလေအမြင်သေးလေသေးသိမ်လွယ်တဲ့စိတ်ခံစားချက်မျိုးတွေကြောင့်တလွဲမာနထားမိတတ်ပါတယ်တလွဲမာနစိတ်ခံရှိသူကဘာနေနေတင်းခံတတ်တဲ့စိတ်ချမ်းမျိုးရှိတတ်တယ်ခေါင်းမပြီးအလျှော့မပေးတတ်ဘူးဘလောက်ပဲလွဲမာနေပါစေအမားကိုဝန်ခံရတဲ့တတ္တိမျိုးလည်းမရှိပါဘူးတလွဲမာနကအတ္တကြီးစိတ်ရဲ့အခြေခံဖြစ်ပါတယ်ခက်ခဲကြမ်းတဲ့လူနေမှုဘဝနဲ့အသက်ရှင်သန်ခဲ့ရသူတွေအများစုမှာတလွဲမာနတွေရှိနေတတ်ပါတယ်ဘဝအခြေအနေပြောင်းလဲမှုတိုင်းကကိုယ့်ဘဝမူတည်နေတယ်လို့ယူဆထားမိတာကြောင့်လေစင်သားဘဝကနေအထူးကြိုးစားလို့တတိယဘဝရောက်သွားတော့ငါကြိုးစားလို့ငါဒီလိုဖြစ်တာငါဘဝနဲ့ငါဆိုတဲ့အတ္တကြီးမှုတွေကကိုယ့်ဘက်ကြီးတော့အမှန်ဆိုသလိုမျိုးပဲအမျှော်မြင်ရှိမှုချင်းမြောင်းသွားပြီးတော့မှဘဝပေါ်တတ်မှတ်မှုအားကြီးသွားတတ်ကြပါတယ်ဂိယနာစိတ်ဓာတ်ကတလွဲမာနစိတ်ခံမျိုးနဲ့လုံးဝမကိုက်ပါဘူးတလွဲမာနရှိနေသူတွေအတွက်ဂိယနာစိတ်ဓာတ်မျိုးကိုမွေးမြူလို့မဖြစ်နိုင်ပါဘူးတလွဲမာနကိုယုံနေတော့လုပ်လို့ရတဲ့ဤတနည်းပဲရှိပါတယ်အဲ့ဒါကတော့မိမိကိုယ်ကိုနားလည်ခြင်းဖြစ်ပါတယ်ဓမ္မတရားတော်အရာမိမိကိုယ်ကိုနားလည်ဖို့ဘဝတန်တရားရဲ့သဘောတဘာဝကိုသိထားဖို့လိုပါတယ်ဘ
ဘဝတန်တရားဆိုတာကအခုဘဝရင်ဘဝနောက်ဘဝတွေကိုပြောတာပဲမလားအခုလက်ရှိခဏပြီးခဲ့တဲ့ခဏနောက်လာမယ့်ခဏတိုင်းကိုဆိုလိုပါတယ်ခဏတိုင်းမှာကြော်တွေ့နေရတဲ့ဆိုးရမှုကိုမြင်သိသွားတော့မိမိကိုယ်ကိုနားလည်သွားပါလိမ့်မယ်အမြတ်တော်သားကြီးတဲ့လူတစ်ယောက်ကိုအမြတ်တော်သားရဲ့ဆိုးကျိုးနားလည်သွားအောင်အမြတ်တော်သားရဲ့သဘောတဘာဝကိုပြလိုက်နေမရပါဘူးအမြတ်တော်သားရဲ့ဆန့်ကျင်ဘက်သနာကျင်နာစိတ်ရဲ့အကျိုးပြည့်မှုတွေကိုပြမှသာရနိုင်တယ်ဒါကိုဆန့်ကျင်ဘက်စိတ်နေစိတ်ခံနဲ့မကောင်းတဲ့အကျင့်ပြင်းလို့ခေါ်ပါတယ်တလွဲမာနလည်းဒုနည်းလည်းကောင်းမယ်ကိဝနာစိတ်ဓာတ်ရဲ့အကျိုးရှိမှုတွေကိုသိတာမြင်တာအောင်လုပ်လိုက်ရင်တလွဲမာနကိုပြပြချင်းနဲ့ယုံနေသွားအောင်လုပ်နိုင်ပါလိမ့်မယ်အဓိကချက်ကတော့စိတ်ဆိုတာကကူးဆက်တဲ့သဘောရှိတာကြောင့်ကောင်းတဲ့စိတ်တိုးပါစေခြင်းကောင်းတဲ့စိတ်တွေနဲ့နှီးဆောင်လှုပ်ထားဖို့လိုပါတယ်ကောင်းကျိုးပြည့်တွန်းစေခြင်းကောင်းမှုတရားတွေသားကြောင့်လှုပ်ထားဖို့လိုတယ်ကိဝနာတရားမေတ္တာတရားအားကောင်းစေခြင်းလည်းတလွဲမာနကင်းရှင်းတဲ့ဘဝညင်ဖြစ်တော့လုပ်ဖို့လိုပါတယ်ဒါကြောင့်ဘဝတန်တရားဝဆင်းရဲကနေလွန်မြောက်ခြင်းဘဝတန်တရားဝဆင်းရဲရဲ့ဆန့်ကျင်ဘက်တည်ငြိမ်မှုအေးချမ်းမှုငြိမ်သက်မှုတွေရှိတဲ့ဘဝညင်ငြိမ်သက်မှုတွေရှိတဲ့ဘဝညင်အတူတစ်ခုကိုအရင်ဆုံးဖန်တီးရောက်တတ်ဖို့လိုပါတယ်အတူရောင်ကအစစ်မှန်ရဲ့တတ်သိဖြစ်ပါတယ်အမျက်ဗုဒ္ဓရဲ့လမ်းစဉ်ကမိမိကိုယ်ကိုနားလည်ခြင်းဖြစ်တယ်မိမိကိုယ်ကိုနားလည်ဖို့မိမိကိုယ်ကိုခွင့်လွှတ်နိုင်ရပါမယ်မိမိကိုယ်ကိုခွင့်လွှတ်နိုင်ဖို့မတိမှုကနေနိုးထနိုင်ဖို့လိုပါတယ်ဒုကန်ခန်းကျုကိုအန်မတိတဲ့အတွက်မနိုးထနိုင်ဘူးဗုဒ္ဓလည်းလူပဲလူတွေကလူဖြစ်ခဲ့လို့မတိခဲ့ဘူးဒါကြောင့်မနိုးထနိုင်ပဲမတိလူဖြစ်ခဲ့တယ်ဒါပေမဲ့အတိတကူအတွေးတစားတဲ့နဲ့အတိထူးသွားပြီးအမှန်စဲစဲနိုးထနိုင်ခဲ့လို့ဗုဒ္ဓဖြစ်နိုင်ခဲ့ပြီမလားတကြံဝိနန်စတမမြောက်စဉ်ဓမ္မဆရာတော်လွန်မြောက်ခြင်းအချင်းတော်ကနေလွတ်မြောက်လာတာကိုလွတ်လပ်မှုရတယ်လို့ပြောကြတယ်ခေဘွားကိုရောက်သွားတာနဲ့အချုံနောင်တွေကနေခွင်းလွတ်သွားခဲ့ပြီဖြစ်တယ်လို့ထောင်တန်းထောင်နေရန်ထောင်ကန်းနဲ့လလမမပတ်တတ်တော့ဘူးလောကကြီးတဲ့ကိုနောက်ပွဲမရှိဆန္ဒရှိတဲ့အတိုင်းလောက်ခွင့်ခံခွင့်ရသွားတယ်အရာအလုံးနဲ့လွတ်လပ်ခွင့်ကိုရသွားတယ်ပေါင်းတင်စစကြီးကအစစင်ကောမှုတွေနဲ့ပြည့်နေမဲ့အတမုံမကြောင့်လောက်ကိုင်းနေအားလုံးအတားစီပိတ်ပိမရှိလောက်ခွင့်ရသွားတယ်လွတ်လပ်မှုဆိုတာဘယ်တော့မှမပြည့်စုံပါဘူးတကူမဟုတ်တကူလိုအပ်ချက်ကတော့ရှိတတ်တယ်အချုံတော်ကနေလွတ်လပ်ခြင်းလွတ်လပ်စွာလောက်ကိုင်းခွင့်ရခြင်းလွတ်လပ်စွာရှင်းသန်နေတန်ခွင့်ရခြင်းစသဖြင့်လွတ်လပ်မှုအများကြီးရှိပါတယ်အချင်းတော်ကနေလွတ်လပ်ခြင်းကလွတ်လပ်မှုတကူဆိုပြီးမဲ့အချင်းတော်ချုပ်ခန်းမှာလာကန်လိုက်နာရနဲ့စီမင်းစည်းကမ်းဒီကနေပဲလွတ်လပ်သွားတာပါလောကကြီးမှာရှိနေမဲ့တရားဥပဒေကတော့မလွတ်လပ်သေးပါဘူးစီမင်းစည်းကမ်းတကူကနေလွတ်လာပြီးမဲ့နောက်တဲ့နာကန်လိုက်နာမဲ့စီးကျမ်းပါသေးတယ်အခွင့်အရေးရလာပြီးမဲ့အရေးချင်းကိုကြီးကိုတိခွန်အားဗလာညာနာဗလာစသဖြင့်အကန့်အသတ်တွေကတော့ကျမ်းပါသေးတယ်ဒီလိုပါပဲနိုးထမှုဆိုတဲ့လွန်မြောက်ခြင်းကတဏှာနဲ့တန်တရားဝဆင်းရဲကနေပဲလွန်မြောက်တာပါကျန်တဲ့ဘိုင်းကတော့ဆက်ပြီးရှိနေပါသေးတယ်လွတ်လပ်မှုဆိုတာကဈေးပေါင်ကနေကင်းလွတ်သွားမှုမဟုတ်ပါဘူးဈေးပေါင်အတွင်းချုံတော်များစွာတဲ့ကလွန်မြောက်သွားပြီးတော့မှလွတ်လပ်စွာရှင်သန်ခွင့်ရတာမျိုးပါဗုဒ္ဓလည်းအသိနိုးထပြီးလွန်မြောက်သူတို့ဖြစ်ခဲ့တယ်ဆိုပေမဲ့လောကကြီးရဲ့ဈေးပေါင်တွေကနေလွတ်ထွက်သွားသူမဟုတ်ပါဘူးသူလည်းပဲလောကကြီးရဲ့ဈေးပေါင်ကိုနာခံလိုက်နာရပါတယ်အသိနိုးထခြင်းဆိုတာကအဲ့ဒီဈေးပေါင်တွေကိုနားလည်ခြင်းဖြစ်ပါတယ်ဈေးပေါင်တွေကိုနားလည်ရင်စီမင်းစည်းကမ်းလိုက်နေတဲ့ထိုင်တက်သွားမှာဖြစ်ပါတယ်မသိနားမလဲသူအတွက်လောကရဲ့ဈေးကအင်မတန်ကျဉ်းကျပ်နိုင်ပါတယ်အသက်ရှင်နေမှုကလွတ်လပ်မှုမရှိဘဲနဲ့ချုံနှောင်ထားသလိုမျိုးဖြစ်နေရတာပါတဏှာဆိုတဲ့တမန်မှုကြောင့်ဘဝကနေရုံထွက်ခွင့်မရဘဲနဲ့ဖြစ်ပြီးရင်ပြက်ပြီးရင်ဖြစ်လုံးချပတ်ချလေးလိုက်နေရပါတယ်ဒီလိုအစွမ်းမလို့စီးပေါင်တင်ချုံနှောင်ခံဘဝကနေစီးပေါင်တွေလွတ်လပ်သူဖြစ်သွားအောင်ကျင့်ကြံအားထုတ်ရတာကိုဓမ္မကျင့်စဉ်လို့ခေါ်ပြီးတော့ဓမ္မကျင့်စဉ်ရစစ်မှန်တဲ့လွတ်လပ်သူကမှလွတ်မြောက်သူလို့ခေါ်ပါတယ်တဏှာကြောင့်ဖြစ်လာတဲ့ဘဝတန်တရားဝဆင်းရဲကိုရက်တနိုင်ခြင်းကနိုးတာခြင်းဖြစ်ပြီးတော့လွတ်လပ်မှုအစစ်ဖြစ်ပါတယ်ဗုဒ္ဓတရားတော်ဓမ္မတရားတော်အရာကျင့်ကြံအားထုတ်ခြင်းအပြင်လွတ်လပ်မှုအစစ်ကိုရယူနိုင်ပါတယ်အစိုးမရခြင်းဖြစ်တဲ့တုံညတာတရားကိုသိရှိနားလည်သူကအစင်မပြတ်ပြောင်းလဲပြည့်တည်နေတဲ့လောကကြီးရဲ့ပေါ်ဖြောင်းမတည်ကြည်တဲ့မြင်နဲ့သုံးသက်ဆင်ခြင်နေတာကြောင့်ဆင်းရဲမှုတွေကနေလွတ်မြောက်နိုင်မဲ့လမ်းကိုဖြောင်းမမှန်ကန်စွာရှောင်လန်းနိုင်မှာပါကိုယ်သာလင်ကိုယ့်ဘဝရဲ့ဖန်တီးခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုယ်သာလင်ကိုယ့်ကိုဆင်းရဲဒုက္ခရောက်အောင်လှုပ်ဆောင်နေသူဖြစ်ပါတယ်ကိုရှိကိုဘက်ကိုချင်းအောင်ကိုပြန်ဆင်နေသူတွေဖြစ်တဲ့အတွက်ဘဝဝဆင်းရဲကနေလွတ်မြောက်ဖို့ကိုယ်တိုင်အားထုတ်မှရနိုင်မှာဖြစ်ပါတယ်အတ္တမာနယာကနဲ့တဏှာတွေကြောင့်ဘဝပေါ်တက်မှတ်နေမိကြတဲ့အတွက်ဓမ္မတရားတို့ကိုသိပြီးမယ်လေတကယ်နဲ့နားလည်တဲ့အဆင်မရောက်နိုင်ကြည့်မိမယ်လေလွတ်မြောက်လို့စင်မပြေပါတဲ့အတွက်ခရီးမပေါက်အားထုတ်ပြီးမယ်လေဘဝချင်းကလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်တဲ့အတွက်တိုးတက်မှုမရှိဘဲနဲ့တန်တရားဝဲတဲ့လေလို့မပြီးနိုင်ဖြစ်နေကြရပါတယ်နံပါတ်1ဘာလို့အသက်ရှင်နေမှန်းတော့မသိပဲနံပါတ်2ဘဝတန်တရားဝဆင်းရဲဆိုတာဘာမှမသိပဲ3တဏှာဆိုတဲ့အစွဲကြောင့်ဘဝဆိုတာဖြစ်လာတယ်ဆိုတာကိုမသိပဲ4ဆင်းရဲမှုနဲ့ချမ်းသာမှုအကြားကွာချက်မရှိဘူးဆိုတာကိုမသိပဲ5ဖြစ်ခြင်းတည်ခြင်းပြည့်ခြင်းဆိုတဲ့အဆိုးများမှုကိုမသိပဲ6မသိမှုဆိုတာကိုနားမလည်ပဲ9တုံညာတဲ့သဘာဝကိုသဘောမပေါက်ပဲနဲ့ရှေ့အကောင်ဆုံးအကြောင်းအကျိုးမသေးခွဲပဲကိုတရားမှုနဲ့မတရားမှုရဲ့ကွာချက်ကိုမသိပဲ10ကံရဲ့အလုံးလုံးပုံကိုနားမလည်ပဲ7ဓမ္မကျင့်စဉ်အနှစ်သာရကိုမသိပဲ7သစ္စာ၄ပါးအထင်နဲ့ကိုမသိပဲ73လွန်မြောက်ခြင်းဆိုတာကိုမသိပဲတရားကျင့်ကြံမှုတွေးနေအတွေးလဲပါတယ်ခါကြီးပါလေခါခွေဘာကြောင့်လဲခငယ်ဘာအတွက်လဲဆိုတဲ့ဘာသုံးမျိုးနဲ့မိကုန်းထုတ်ပြီးတော့အသက်ရှင်ခြင်းဆိုတာကဘာလဲဘာကြောင့်အသက်ရှင်ရတာလဲဘာအတွက်အသက်ရှင်နေရတာလဲမေးရမယ်ဘဝဆိုတာဘာလဲဘာကြောင့်ဘဝဆိုတာဝဆင်းရဲဖြစ်နေတာလဲဘာအတွက်ဘဝဆိုတာကဝဆင်းရဲဖြစ်နေတာလဲမေးရပါမယ်
မေကွန်းတက်ကနေမေကွန်း73အထိဘာသုံးမျိုးနဲ့မေကွန်းထုတ်ကြည့်ပါဒီမေကွန်းတွေကိုမေးလိုက်လို့ဘာအကျိုးကျေးဇူးရမှာလဲဘာကြောင့်မေကွန်းထုတ်ဖို့လိုတာလဲရေငတ်နေတဲ့သူကိုရေမတိုက်ဘဲနဲ့ဘဝတန်တရားဝဆင်းရဲကနေလွန်မြောက်ကြောင်းတရားဟောနေလို့မထူးသလိုပဲအခြေခံဘဝလိုအပ်ချက်မပြည့်စုံသူတရားကျင့်ကြံမှုမတွေ့ပါနဲ့အဓိကနဲ့ဗရဏကွဲပါစေအမှန်တရားကအစဉ်ပြောင်းလဲနေပါတယ်မတိချာမှုမြေယာမှုနဲ့မပြည့်စုံမှုတွေကအမှန်တရားရဲ့အခြေခံတွေဖြစ်ပါတယ်လောကမှာပြည့်စုံတဲ့အရာမရှိပါဒါကြောင့်အမှန်တရားလည်းဘယ်တော့မှတသက်မတည်းရှိနေနိုင်မှာမဟုတ်ပါဘူးပြောင်းလဲခြင်းဆိုတဲ့လောကနိယာမသာလည်းအမှန်တရားဖြစ်ပါတယ်ဘဝဆိုတာကပြောင်းလဲမှုလို့စဉ်ဆက်မပြတ်ဖြစ်တည်ပြတ်နေခြင်းဖြစ်ပါတယ်သုံးရတဲ့သဘောတရားတိုင်းအမှန်တရားကတသက်မတည်းအတည်ပြုလို့မဖြစ်ပါဘူးမတိချာမှုမြေယာမှုနဲ့မပြည့်စုံမှုတွေပြည့်နေနေတဲ့ဒီလောကကြီးရဲ့အမှန်တရားကိုအစိုးမရခြင်းလို့ဓမ္မမှာဘုရားကအတိလင်းဆိုထားခဲ့ပါတယ်ဘဝတန်တရားဝဆင်းရဲကိုစဉ်ဆက်မပြတ်ဖြစ်စေတဲ့နောက်ွယ်ကအကြောင်းရင်းကအစိုးမရနိုင်တဲ့ပြောင်းလဲမှုတွေကြောင့်ပါမတိမှုကြောင့်ဘဝပေါ်တတ်မှတ်မောတွေ့တာမိကြပြီးတော့အစိုးမရတဲ့ဘဝကိုဆိုရတယ်လို့မျိုးအထင်မှအမြင်မှနေမိကြတာပါဒါကြောင့်အတိနုရခြင်းဆိုတာကတုံညတသဘောဝအတိုင်းဖြစ်တည်ပြတ်နေတဲ့အစိုးမရမှုပြောင်းလဲခြင်းတမနာကိုရက်တန်းကရက်တန်းခြင်းဖြစ်ပါတယ်ဓမ္မကျင့်စဉ်မှာလုပ်ငန်းစဉ်တွေရရှိပါတယ်အတ္တမနာကြီးစိုးရတဲ့ဘဝတန်တရားဝဆင်းရဲကနေလွတ်လပ်မှုအစစ်ကိုရရှိဖို့နဲ့အစိုးမရနိုင်တဲ့ပြောင်းလဲမှုကိုစဉ်ဆက်မပြတ်ဖြစ်တည်ပြတ်နေတဲ့တုံညတနေရာမှာကိုနားလည်ခြင်းဖြစ်တဲ့မတိမှုကနေနှိုးထားဖို့ပါအတိနှိုးထားဖို့နဲ့ပေါင်းများစွာကျင့်ကြံနေစရာမလိုပါဘူးစိတ်ပြောင်းလဲတစ်ခုနဲ့တင်လုံလောက်ပါတယ်အစိုးမရခြင်းဆိုတဲ့တုံညတနေရာမှာပေါ့မှန်ကန်တဲ့သစ္စာတရားနဲ့ရှင်ပြီးပြောင်းလဲဖြစ်ပေါ်လာမဲ့အတိတ်ကိုရအောင်ကျင့်ကြံတတ်ရုံနဲ့တက္ကနာတွင်ဗုဒ္ဓဖြစ်ကိုပေါင်းမြောက်နိုင်ပါတယ်ငင်းခုန်တာမျိုးမဟုတ်တဲ့အပြောပါရမီအစစ်ကလူမှုလောကအတွက်အလွန်သုံးကြတယ်ရစ်ချတ်ရော်ဒီ1931-2000အမေရိကန်လက်တွေ့အသုံးချတသက်နေကပညာရှင်အာယုဝင်သက်ထွက်သက်နောက်မိုးဒီမိုးပေါအောက်မှာဘာလို့လို့လောက်မှမသိပဲနဲ့ကြောင်အမ်းဖြစ်နေရတာချင်းနဲ့ရှင်းတန်နေရတာရွှေစင်းလုံးကြီးကံပြီးဘာလို့မှမသိတာမျိုးဆော်ရက်ပြီးအလူကြီးကိုကိုရှိချထားပြီးဘာရေးလို့ရေးရမှမသိတာမျိုးကွန်ပျူတာကြီးဖွင့်ထားရတဲ့ဘာဆက်လို့မှမသိပဲနဲ့လမ်းပြောင်းနေတာမျိုးတွေကအတော်လေးခံရခက်ခက်ဖြစ်စေနိုင်တယ်လို့တွေးဝေချင်းစရာကြီးပါတခုခုပဲဖြစ်တော့မလို့တခုခုဖြစ်ခဲ့ပြီးတယ်လို့ဘာဆက်ဖြစ်မလဲထူးခြားဆန်းကျင်လားထူးမခြားလားပြောင်းလဲမှုတခုခုတော့တခုခုပဲရှေ့ဆက်တာလည်းမဟုတ်နောက်ကောက်ချကြံခဲ့တာလည်းမဟုတ်တိုးတက်လာတာလည်းမဟုတ်စိုးသွားတာလည်းမဟုတ်တဲ့ဒီလိုအခြေအနေမျိုးကိုလူတိုင်းကြုံမှုကြပါတယ်ဘာကဘာမှမသိတော့တဲ့အခါဘာကိုဘလို့ဆက်လို့မှမသိတော့ဘဲနဲ့ဖြစ်သွားတတ်တယ်အချိန်ခိုက်တဲ့တခုနဲ့တခုအကြခဏလေးမှာအတွေးများစွာနဲ့ဒုဝိဇ္ဇာတွေဖြစ်သွားနိုင်တယ်လို့အတွေးမဲ့မမှုလေးဖြစ်သွားနိုင်ပါသေးတယ်စိတ်ကူးရှင်နေတာလားတကယ်ပဲဖြစ်နေတာလားအာယုံမှာဆွဲတင်လာတာတွေကအထိပ္ပယ်မဲ့နေတဲ့အခါဘာဆက်လုပ်ကြမလဲဒီလိုမျိုးမသိကြမှုတွေကိုလေးလူရှုပြီးတော့ဖြစ်ချင်ရဖြစ်နေတယ်လို့ဖြစ်သွားတယ်ဘာလို့များကြည့်ဆိုင်နေဦးမှာလဲတွေးကျင်စရာဖြစ်နိုင်ပါတယ်အမှန်တရားဆိုတာကိုနားမလည်တော့တဲ့အခါမှာမာယာတွေကအာယုံတွေကိုဆွဲတင်လာပြီးတော့ကိုလုံးမဲ့ကံပေါ်တရားမှုအမျိုးမျိုးနဲ့ရက်ခက်လာနိုင်ပါတယ်ကိုယ်ကမှုအစင်လာမျိုးပလာဒလိထုံတန်းစီကံမှုအလေးထပူဇော်တက္ကာယဗရဏစုတောင်စတာတွေကလည်းအာယုံမာယာနဲ့အဆွဲပြုပြီးအမြင့်တင်လာတဲ့အထိပ္ပယ်မဲ့အလုပ်တွေပါတမန်မောမှုဖြစ်တဲ့တဏှာရဲ့လည်စားမှုတွေကြောင့်လူဆန္ဒကိုအကြောင်းပြုပြီးအကျိုးမဲ့တဲ့လုပ်ရက်တွေကိုလုပ်မိတတ်ကြတယ်ခက်ခဲကြမ်းတမ်းပြီးမတရားမှုများတဲ့လောကကြီးရဲ့မကောင်းမှုတွေကိုကျော်လွှားနိုင်မှုမှန်ကန်ပြောင်းမဲ့တဲ့လမ်းစဉ်နဲ့အတူလွန်မြောက်နိုင်မဲ့နည်းလမ်းနဲ့အတူကျင့်ကြံနေတိုင်းသွားမယ်အစားတလွဲလုပ်မိကြရင်ကအဝိဇ္ဇာဆိုတဲ့မသိမှုတဏှာလောက်ရောက်အစဉ်အဆက်အလိမ်ပြီးသွားကြတာပါလွတ်လပ်မှုဆိုတာကခက်ခဲကိုကျော်လွှားခြင်းဖြစ်တယ်ကိုယ်ကမှုစားတဲ့အထိပ္ပယ်မဲ့အလုပ်တွေကခက်ခဲကိုကျော်လွှားနိုင်မှုအလဲစားနေတဲ့မျောလင်းချက်အတူများဖြစ်ပါတယ်စိတ်အာရုံကအမျိုးမျိုးတွေးထင်နိုင်စွမ်းရှိပါတယ်ကောင်းတဲ့တွေးကိုတွေးပဲများလာရင်ကောင်းတဲ့တွေအဖြစ်မိမိကိုယ်ကိုပြည့်ပြည့်နိုင်မှာဖြစ်ပြီးတော့မကောင်းတဲ့တွေးကိုတွေးပဲများလာရင်မကောင်းတဲ့တွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်အာယုံမှာဆွဲတင်နေတဲ့ကအတွေးစားတိုင်းကိုအမှန်လို့ယူဆလို့မရပါဘူးတဏှာရဲ့လဲစားမှုတွေနဲ့ရောနှောနေတဲ့အာယုံတွေကအများကြီးပါရတာမလို့လိုတာမရတဲ့ဒီလောကကြီးထဲမှာရှင်သန်ရတာမလွယ်ပါဘူးဘဝဆိုတဲ့ဒုက္ခဆင်းရဲကမျောလင်းချက်အတူတွေနဲ့ပြည့်နေနေပါတယ်ကောင်းတာလို့ကောင်းတာဖြစ်မယ်မကောင်းတာလုံးရင်မကောင်းတာဖြစ်လိမ့်မယ်ဆိုတဲ့အခြေခံကံတရားတဘာဝအတိုင်းကောင်းတာလုံးလို့ကောင်းကျိုးတစ်ခါတည်းခံစားမိလိမ့်မလားမကောင်းတာလုံးပြီးလို့မကောင်းကျိုးကိုချက်ချင်းတန်ပြန်ခံစားမိလိမ့်မလားတလွဲထင်မြင်နေလို့မရပါဘူးကံတရားကအကြောင်းနဲ့ကျိုးဆက်တက်ရောက်တဲ့အတွက်မျောလင်းလို့မရသလိုတသက်မတည်းမဟုတ်ချတွေးလို့မရပါကိုယ်ကဲမှုစိတ်ကမှုတွေနဲ့မျောလင်းချက်အတူတွေကိုစင်ကထက်ကလုံးမိနေတရားစစ်ကိုရှာမတိဖြစ်တတ်ပါတယ်ဓမ္မတရားတော်ရမှန်ကန်တဲ့အတ္တမွေးမှုလမ်းစဉ်ရှိရကမျောလင်းစရာမလိုအပ်တဲ့မဟုတ်ချအဖြစ်ပေးနိုင်မဲ့လက်တွေ့အသုံးချအမှန်တရားဖြစ်ပါတယ်ဒါလုံးလိုက်ရင်ဒါဖြစ်နိုင်တယ်ဆိုတဲ့မရည်ရမှုမရှိပါဒါလုံးမှတော့ဒါဖြစ်မှာပါဆိုတဲ့မဟုတ်ချရလက်ပေးနိုင်တဲ့တရားမျိုးဖြစ်ပါတယ်သတိပဋ္ဌာန်သုတ်တော်မြတ်မှာဗုဒ္ဓကသူလမ်းစဉ်ကိုတော်တော်မတိလိုက်နိုင်ရင်ပေါင်းများအောင်မြင်နိုင်မယ်လို့အာမခံထားပါတယ်ကိုယ်ကဲမှုအစင်လာတွေကပေးလာတတ်တဲ့မျောလင်းချက်လိုမျိုးမဟုတ်ပါဘူးအဟုတ်သေးချာအမှန်တကယ်ဖြစ်နိုင်ရှိနိုင်ရနိုင်တဲ့သဘာဝတရားဓမ္မတရားလောကတရားဖြစ်တဲ့အတွက်အာမခံနိုင်တာပါရုပ်တုစင်းတွေကိုပူဇော်တတ်ကာပြုတိုင်းခေါင်းကျိုးခံစားရမယ်ဆိုတဲ့မူသားကောင်းမှုကုသိုလ်ပြုနေတဲ့အတွက်ခေါင်းချင်းမင်္ဂလာကိုခံစားရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်အတူအရာလူနေမှုဘဝအတွက်ရုန်းကန်ကြိုးစားခြင်းမရှိဘဲနဲ့တရားချင်းနေုံနဲ့တရားပေါက်လိမ့်မယ်လို့ထင်မြင်ရတဲ့တလွဲအသည့်ဝင်သက်ထွက်သက်အပြစ်ပြက်ကိုရှုမှတ်တတ်ရုံလောက်နဲ့တရားချင်းတက်ပြီလို့ယူဆတဲ့မှတ်မြင်မှုစာပေကျမ်းဂန်တွေကိုခရရည်လို့အမှတ်နိုင်ချက်နိုင်သိနိုင်နိုင်တရားပေါက်ပြီးတရားသိသည်လို့ထင်တဲ့ယူသွမှုသူတက်တာမြင့်မြတ်တဲ့ဘဝလူနေမှုအစဉ်အကွဲနေပြီး
ဖုံးကြီးမဲသီလာစားတဲ့နေတိုင်းမှုမျိုးနဲ့တရားကျင့်ကြံနေတိုင်းကိုကူတော်လာပြီးဟုတ်လာပြီးမြင့်မြတ်ပြီးကြီးကျယ်ပြီးလို့တွေးထင်နေတဲ့ယူနေမှုတွေကတနင်္လာလေစားမှုကြောင့်မတိမမာရတော့တဲ့မှာခြားခြားလင်းနေခြင်းဖြစ်ပါတယ်ဓမ္မတရားတော်ဓမ္မကျင့်စဉ်မြတ်တွေကအနုပညာမဟုတ်ပါဘူးတိကျသေးကြတဲ့နည်းပညာဖြစ်ပါတယ်အစလွတ်ထွက်နေတဲ့စေကူးရင်ချက်တွေမဟုတ်ပါတကူနဲ့တကူဆက်ဆက်နေပြီးစားစင်မှုနှမ်းရှင်မှုဝေဖန်မှုတောင်းတမှုတွေကိုလက်သင့်ခံနိုင်ပြီးတော့အမှားမရှိအမှန်စစစ်အေကံဖြစ်တဲ့အရှိတရားလောကတရားတဘာဝတရားဖြစ်ပါတယ်ဓမ္မတရားတို့ကိုနားလည်သိကျွမ်းမှုအနုပညာစိတ်ရှိုံနဲ့မရပါဘူးပြေးပါတဲ့ဆန္ဒလိုချင်တဲ့စေတနာနားလည်လို့တဲ့အသည့်ပေါင်းများလို့တဲ့စိတ်ဓာတ်အောင်မြင်လို့တဲ့စိတ်တဲ့စူးစမ်းခြင်းတဲ့စိတ်မျိုးဝေဖန်ခြင်းတဲ့စိတ်ကံတောင်းတခြင်းတဲ့စိတ်အခြေအနေတွေရှိမှဓမ္မကျင့်စဉ်နဲ့အသားကျနိုင်မှာဖြစ်ပါတယ်ဓမ္မတရားတော်ကရိုးစင်မြေသုံးကြပါတယ်ကိုယ်ကွယ်မှုအစင်လာတွေကတော့ရှုပ်ထွေးပြီးအသုံးချအခက်ပါတယ်ဓမ္မတရားတော်ကတဏှာကနေလွန်မြောက်တဲ့လမ်းစဉ်ကိုညွှန်ပြပါတယ်ကိုယ်ကွယ်မှုအစင်လာတွေကတော့တဏှာရဲ့လေစားမှုကိုသုံးချပြီးမာယာတွေနဲ့လက်ပတ်တတ်ပါတယ်ဓမ္မတရားတော်ကငါဆိုတဲ့အတ္တဆိုကိုပင်အောင်အနတ္တဆိုတဲ့အဆိုးများမှုကိုသိနာလဲပြီးတောင်းကြတာအသိနဲ့လွန်မြောက်ကျင့်ကြံမှုနှိုးဆော်ထားပါတယ်ကိုယ်ကွယ်မှုအစင်လာတွေကတော့ခံအကြောင်းကျိုးရဲ့တဘာဝကိုမျှော်ကိုးတောင်လုံးဆော်တတ်ပါတယ်လူနေမှုဘဝအခြေခံလိုအပ်ချက်ကိုဦးစားပြီးကြိုးစားအထောက်ပါဓမ္မတရားတော်ကိုနားလည်နိုင်မှုလိုအပ်တဲ့အခြေခံအသည့်နဲ့အလုံးမျိုးကတော့ကိုယ်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်အောင်အားထုတ်နိုင်တဲ့တတိမျိုးဖြစ်ပါတယ်အခြေခံလိုအပ်ချက်ကိုရအောင်လုပ်ဖို့မတတ်နိုင်မင်းနဲ့ဘဝတန်တရားဝင်စင်ရဲကနေလွန်မြောက်အောင်ကြိုးစားနေတယ်ဆိုတာကရှုံးသမားတရားရဲ့အချင်းကြီးလောက်ရတဲ့နေတူပါတယ်လူရလို့ပြက်လာမှတော့လူဘဝမှာလိုအပ်တဲ့စောင်းနေအတွက်ရုန်းကန်ရှင်သန်ရပါတယ်အဲဒီလိုအခြေခံလိုအပ်ချက်တွေအတွက်ရုန်းကန်ရှင်သန်ဖို့တောင်အနန္တန်ကြိုးစားနေရသူကတန်တရားကနေလွန်မြောက်ဖို့တရားထုတ်မယ်ဆိုတာကအင်မတန်လေးပဲမဲ့တယ်လို့မှန်မဲယူတွေ့ရကြပါတယ်ဗုဒ္ဓကလက်တွေ့သမားဖြစ်တယ်ပြစ္ဆုတ်ပန်သမားဖြစ်ပါတယ်အရင်ကလုပ်ခဲ့တဲ့လုပ်ရတဲ့အကြောင်းတွေကြောင့်လက်ရှိခဏမှာကြိုးစားဖြစ်ခံစားမှာကိုသိပြီးသားပါဒါပေမဲ့အတိတ်ကဖြစ်ရတဲ့ကိုပြန်သုံးသပ်နေပြီးလက်ရှိခဏမှာလှုပ်တင်လှုပ်ထက်တာကိုမလုံနိုင်ဖြစ်နေတရားနည်းမကြတော့ဘဲနဲ့တလွဲနည်းလိုက်စားသူဖြစ်သွားပါလိမ့်မယ်အတိနိုရပြီးတဲ့နောက်ဗုဒ္ဓအနေနဲ့သူသိခဲ့တဲ့အတိတ်ကိုဟောကြားဖို့တူဝင်နေခဲ့ပါသေးတယ်အကြောင်းကလူတွေအနေနဲ့သူ့အတိတ်ကိုတန်ဖိုးမထားမလိုက်စားနိုင်မင်းနဲ့ညံမမီလောက်ဘူးလို့ယူဆခဲ့လို့ပါအဲဒါကြောင့်သူ့အနေနဲ့နိဗ္ဗာန်ငြိမ်းချမ်းမှုကိုသူတို့ကိုယ်တည်းပဲစံစားနေရင်ကောင်းမလားသူနည်းတူလွန်မြောက်နိုင်မဲ့အတိထူးရှင်ဉာဏ်ထူးရှင်တွေကိုမျှဝေရင်ကောင်းမလားအတွေးများခဲ့တယ်ဘာကိုဆုံးဖြတ်ရမလဲမသေးကြနေတဲ့အချိန်မှာကျန်းလာဆန်းလာရနှစ်ပြားတစ်ပါးရောက်လာပြီလောကကြီးကိုမပြစ်ပဲပဲဓမ္မတရားတို့ကိုဟောကြားဖို့ရှောက်လိုက်တော့မှအတိထူးရသူအနေနဲ့ပညာတို့ကိုမမျှဝေခြင်းကလောကကိုမကြေပွန်ခြင်းမဲ့လို့တွေးပြီးတော့မှတရားတော်ကိုဟောကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီချိန်ဗုဒ္ဓရဲ့အသိစိတ်အာယုံမှာဝမ်းသာပီတိအကြီးကျယ်ဖြစ်ခဲ့ပါတယ်ခြေနှက်မှုအပြည့်နဲ့တရားဟောဖို့ထွက်လာတော့လမ်းစောတစ်ခုမှာခေပြိုင်တရားဟောဆရာကြီးမဟာဝီရရဲ့သာသနာဝင်ပုံနာဦးနဲ့တွေ့ခဲ့ပါတယ်ပုံနာဦးကြီးကသူ့ရှိလမ်းကိုပိတ်ရနေတဲ့လူငယ်လူရဲ့ပုံနာလေးဗုဒ္ဓကိုတွေ့တော့လမ်းပဲဖို့လမ်းဟောက်တယ်ဗုဒ္ဓကိုဗုဒ္ဓမှန်သူမသိတပတိချင်းကိုထောထွက်တဲ့ပုဂ္ဂိုလ်ရဲ့ချင်းကိုအရာလမ်းပိတ်ရနေတဲ့ပုံနာလေးအနေနဲ့သူတက်ကြီးတဲ့ပုံနာကိုလမ်းပိတ်နေတာကရိုင်းပြတဲ့အမှုချင်းဖြစ်နေပါတယ်ဗုဒ္ဓကလမ်းပိတ်ခိုင်းနေတဲ့ပုံနာကြီးကိုလမ်းမဖယ်ပေးဘဲနဲ့ငါမာမုနိပါလို့ပြောလိုက်ပါတယ်လူဝိနာလေးအောင်ပြောရရင်ငါကအကြီးမြတ်ဆုံးပုဂ္ဂိုလ်ပဲလို့အဓိပ္ပာယ်ရတယ်ပုံနာကြီးကဘာမှအထွေထူးမပြောဘဲနဲ့ခေါင်းတစ်ခါခါနဲ့ထွက်သွားတယ်ဘာလို့လဲဆိုတော့ဗုဒ္ဓကိုအယူလို့ထင်နေခဲ့လို့ပါတရားဟောဖို့ကြိုးစားတာမှအောင်မြင်မဲနဲ့လမ်းပိတ်ပေးလိုက်တဲ့ဗုဒ္ဓဟာကောင်းကွာနဲ့ထွက်သွားတဲ့ပုံနာဦးကြီးကိုကြည့်ပြီးပြုံးလိုက်ပါတယ်ဓမ္မလူတိုင်းတို့ဆိုပေမဲ့လူတိုင်းရဲ့အကြိုက်တော်ဖြစ်နေမှာမဟုတ်ဘူးအမှန်တရားကနားခါတဲ့အတွက်လူတိုင်းကလက်ခံနိုင်မှာမဟုတ်မှဗုဒ္ဓကသိခဲ့တယ်အဲဒါကြောင့်လေတောထဘော9ဦးကို9ရက်တိတိတရားတော်လေးတစ်ပုဒ်ထဲကိုမပြင်းမရီဟောခဲ့တာပါဓမ္မဆက်ရန်ရကြီးလေပတ်ခဲ့တဲ့နေပေါင်းထောင်ကြီးခဲ့ပြီးဘဝေတဏီကအင်ဂျီတီရဲ့အသိပညာတို့တွေမရှိတော့ပေမဲ့ဗုဒ္ဓရဲ့ဓမ္မတရားတို့တွေကတော့ဒီကနေ့ဒီလောကကြီးမှာရှိနေသေးပါနှစ်ကာလများခဲ့ပြီဆိုတော့လေဗုဒ္ဓရဲ့ဓမ္မစစ်တွေဒီကနေ့ဒီမြများဆဆကြံနေလိမ့်မယ်လို့တော့တတိယယုံကြည်လို့မဖြစ်ပေမဲ့ကျန်ရည်နေသေးတဲ့တရားတော်တွေတောင်မှလူသားမျိုးနဲ့တရားလုံးကိုအကျိုးကျေးဇူးများစွာပေးနေမှာတော့အသုံးချနေသူအဖို့တန်နေအောင်ပါအစင်လားလောကနဲ့နှစ်ထောင်ကြီးကတည်းကဗုဒ္ဓဘာသာကခေပြန်လူနေမှုလောကကြီးနဲ့ထိတဲ့တွေ့တဲ့အခါမှာလွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့တဘာဝနဲ့အသားမကျခြင်းနဲ့ခင်းတော့ကြသွားတယ်ကိုယ်ကွယ်ယုံကြည်မှုပြီးအခိုင်အမာအားကောင်းနေပြီဖြစ်တဲ့ဗုဒ္ဓဘာသာကတဏှာနဲ့ဝေဒနာအစွဲနဲ့ဆင်းရဲမှုကနေလွတ်မြောက်စေရမယ်လို့အတဏ္ဍပြောပေမဲ့လည်းလက်တွေ့မှာတော့အခြေခံလွတ်လပ်ခွင့်တွေဖြစ်တဲ့ဖန်တီးနိုင်မှုဆွဲရည်ပြောင်းလဲပြည့်ပြည့်နိုင်မှုဆွဲရည်နဲ့အစမြင့်တင်တိုးတက်နိုင်မှုဆွဲရည်တွေနဲ့ကြတော့လုံးဝအသားမကျတော့ပါဘူးကိုယ်ဝယ်ယုံကြည်မှုဆိုင်ရာရှေးဥဆန်မှုတွေကအတဝုစမှန်အတွင်လို့အယူဆွဲသွားပြီးတော့လုံးဝအောက်တော့ပြည့်ပြည့်ပြောင်းလဲလို့ခြင်းမရှိတော့ပါဘူးဒါကြောင့်အာနာရှင်ဆန်တပတ်သက်ဆန်တဲ့ယူဝါဒဆိုင်ရာလက်ဝဲကြီးအုပ်မှုကဗုဒ္ဓဘာသာရှိတဲ့နေရာတိုင်းမှာအမြင့်တွယ်သွားတယ်ဗတ္တဝဝင်ဒေသန္တရဒလိထုံနဲ့အစင်လာခြင်းချင်းမှုတွေနဲ့ဗုဒ္ဓဘာသာတို့ရုံတော့သွားတဲ့အခါမှာနိုင်ငံရေးဆန်တဲ့ရှေးဥဆဲဝါဒအသွင်တရက်ကိုပြောင်းသွားပါတယ်တစ်ဖက်မှာကိုယ်ဝယ်ယုံကြည်မှုအဖြစ်ခန္ဓာရေးဆန်ဆန်ဘာသာတရားဆန်ဆန်အားကောင်းနေတယ်လို့နောက်တစ်ဖက်မှာကျတော့နိုင်ငံရေးရဩဇာနာရှင်ဝါရှိနေပြီးခေတ်နောက်ပြန်တဲ့ယူဆတွေနဲ့ရှေးဥနေတိုင်းမယိုးနိုင်အားကောင်းနေပြန်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာလောင်းရောက်သွားသမျှပုဂ္ဂိုလ်တိုင်းကအခြေခံလွတ်လပ်ခွင့်တွေဖြစ်တဲ့လွတ်လပ်စွာတွေးခေါ်မြင်ခွင့်လွတ်လပ်စွာနဲ့ပြောရေးဆိုခွင့်လွတ်လပ်စွာတွေးတော်ကြံစည်ခွင့်လွတ်လပ်စွာယုံကြည်လက်ခံခွင့်နဲ့လွတ်လပ်စွာနေထိုင်ရှင်သန်ခွင့်တွေမရှိတော့ဘဲနဲ့ကိုယ်ကဲ့မှုအစဉ်လာနဲ့စီကံမှုအလေးထားတွေကိုစန့်ကျင်လူသားမျိုးနွယ်ရဲ့အခြေခံကျင့်ဝတ်သဘာဝကြီးကိုပုံကန်သလိုမျိုးသတ်မှတ်ခံရတဲ့အထိဖြစ်သွားပါတယ်ဗုဒ္ဓဘာသာအနေနဲ့ခေတ်ပြန်လောကကြီးနဲ့ထိတိုက်တွေ့တိုင်းလွတ်လပ်မှုနဲ့ပတ်သက်လာလမ်းကြောင်းတစ်ခုကွဲသွားတယ်
သမယုံကြလက်ခံယုံကြည်မှုအရာတဏှာနဲ့ဘဝတန်တရားကနေလွတ်မြောက်မှုလမ်းစဉ်ကတစ်ဖက်လူလောကလူသဘာဝအတိုင်းစာဝန်ဒီဆိုင်ရာဖူလုံပြည့်စုံရေးအတွက်လက်လက်စွာအားထုတ်ခွင့်ကတစ်ဖက်ကွဲသွားပါတယ်ဒီကနေ့ခေတ် liberal user တွေအရာလူမှန်ကိုယ်ပိုင်ဖြစ်မှုရှိရမယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့ဗုဒ္ဓဘာသာကတော့ဘာသာယူဝါဒကသာကိုယ်ပိုင်ဖြစ်မှုအစစ်လို့ယုံကြည်လက်ခံထားပါတယ်ဒါကြောင့်လည်းဘာသာဝင်ဝါဒီတွေအနေနဲ့လွတ်လပ်တဲ့အတွေးခေါ်မျိုး user လက်ခံမှုနေသွားပါတယ်ခေပြန်လောကရဲ့လောင်းရင်းမဲ့ user တွေနဲ့ရှင်းပြလာတဲ့အခါမှာသဘောတရားရကွာမှုတွေမြင်များပါတယ်ရှေးဥဆန်မှုနဲ့အသားကျနေခဲ့တဲ့ထုံးစံတိုင်းခေပြန် user တွေကိုမှားယွင်းတဲ့လက်ခံမှုတွေအပြည့်ရှုမြင်လာကြတယ်အယူဆလက်ခံမှုသဘောတရားတွေးခေါ်ဖို့အတွေးမြင်ရှုမြင်ပုံနဲ့လက်တွေ့ချင်းချင်းအားထုတ်မှုတွေကခေအောင်တဲ့ခေတ်တဲ့နှစ်ဘက်လွန်ဆွဲသလိုအပြိုင်ဆိုင်ဖြစ်သွားပါတယ်ဓမ္မကျင့်စဉ်ရလွတ်လပ်မှုအစစ်ပြည့်တဲ့လွန်မြောက်မှုကိုရဖို့အားထုတ်ခြင်းကြတဲ့နေရာမှာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဘန်းနိုင်ကိုရောက်သွားနိုင်မှုကအဓိကပဓာနပါဒါပေမဲ့ဘာသာယူဝါဒကလွတ်လပ်မှုအစစ်လွန်မြောက်မှုကိုရဖို့အားထုတ်ခြင်းကြတဲ့နေရာမှာအစင်ဆက်လက်ခံယုံကြည်ခဲ့ကြတဲ့အဆုံးအမတွေအတိုင်းတသွေးမတိလိုက်နာဖို့တိုက်တွန်းပါတယ်ရှေးယုံနီးကသာအပြည့်အနည်းဆုံးဖြစ်တယ်လို့တစ်ပတ်သက်တွေးခေါ်ပြီးအတင်းကျပ်နာခံမှုလုံးစုံတတ်ပါတယ်လူမှုအတိုင်းဝန်တစ်ခုပေါ်မှာလောင်းရည်လိုမျိုးဩဇာရှိခဲ့ပြီးဖြစ်တဲ့ဘာသာယူဝါဒအနေနဲ့ရှေးယုံနီးကိုနာခံမှုတမိန်လုံးနေစရာမလိုတော့ပါဘူးဒါပေမဲ့ဘာသာယူဝါဒရဲ့ရှေးယုံဆန်မှုအဆုံးရောက်သွားတဲ့အခါမှာအခြေခံခွင့်ရည်တွေကိုကျူးကျော်လာတတ်ပါတယ်ဒီလိုနဲ့ဘာသာရေးဆိုတာကအတိုင်းမျိုးတစ်ခုရဲ့အလိုလောဘကိုဖြည့်ဆည်းဖို့ရာလက်နက်တစ်ခုဖြစ်သွားပါတယ်ဘာသာရေးကိုသုံးချပြီးဩဇာရှိအောင်လုပ်တတ်တဲ့လူတစုရဲ့ဂုံမောက်ပြလို့ကောင်းတဲ့အရာဖြစ်သွားပါတယ်အကြောက်တရားကိုသုံးချတဲ့ဘာသာရေးဗန်းပြရန်ရအနေနဲ့လူမှုအတိုင်းဝန်ရဲ့အခြေခံရင်းမြစ်တွေကိုဂုတ်သွေးဆုပ်ပါတယ်စီးစနစ်နဲ့ဒလိထုံးတန်းတွေကိုရောနှောခံလိုက်ပြီးအခြေခံလူမှုချင်းဝတ်ကစားလို့နိုင်ငံရေးလုပ်ငန်းစဉ်တွေအထိပါဖတ်သက်ဆက်နေရင်းကနေအရှင်ဘာကိုအုံမြင့်ခံလုပ်တတ်ပါတယ်ခေကြီးတိုးတက်လာတာကိုပဲတံမြန်သုံးချပြီးတော့မှရှေးဦးဆွဲအမြင်တွေကိုငကူရတဲ့ပို့ပြီးတော့မှအားကောင်းလုပ်ပါတယ်ဘာသာဝင်တွေကစားသုံးသူတွေဖြစ်လာပြီးဘာသာရေးဆိုင်ရာဆုံးမတွေကထုတ်ကုန်ဖြစ်လာတယ်ဘာသာရေးရကြီးမြတ်သူတွေဖြစ်ခုံခံသူတွေတအုပ်စုကအခွင့်ဒုက္ခတွေဖြစ်လာပြီးတော့ကိုယ်ွယ်ယုံကြည်သူတွေရဲ့ပေါ်မျက်ကြီးစားတဲ့ရင်းရှင်တွေဖြစ်လာတယ်သတင်းချက်လက်နဲ့မီဒီယာအားကောင်းလာတာနဲ့အမျှဘာသာရေးတွေကလည်းခင်မိလာတယ်ရှေးဦးဆွဲအမြင်တွေကိုရုပ်မြင်သံကြားကနေတဆင့်ဖြစ်စီလူမှုကွန်ရက်ကနေဖြစ်စီအားကောင်းခီးရည်စည်းနဲ့ပြိုင်အတင်းလုပ်ယူလာကြပါတယ်အယုဂံဘာသာဝင်တွေရဲ့မသိနားမလည်မှုကိုသုံးချပြီးတော့မှဘာသာယူဝါဒအတွက်ကိုကြိုးရှိရှိမှုတွေဖြစ်လာတယ်ဓမ္မကျင့်စဉ်ကလက်သုံးထုတ်ကုန်ဖြစ်သွားပြီးတော့မှအယုဂံဘာသာဝင်တွေကစားသုံးသူတွေအနေနဲ့အရင်းရှင်ဘာသာရေးဆိုင်ရာအခွင့်အရေးခံတွေရဲ့ကိုကြိုးကိုဖြည့်ဆည်းပေးသူတွေဖြစ်ကုန်ပါတယ်ကိုယ်ပဲယုံကြည်မှုဘာသာရေးတိုင်းကရှေးဥဆန်မှုကိုလက်နက်ပြည့်သုံးချတတ်တယ်အစင်ဆက်လက်ခံမှုအစင်လာကိုအခိုင်အမာတိစောက်တတ်ကြတယ်သမယုံကြလက်ခံမှုကိုထိုးပေါက်ခြင်းကအစင်လာကိုစန့်ကျင်ခြင်းဖြစ်တာကြောင့်မကောင်းမှုအနေနဲ့အပြစ်ဆိုတတ်ကြတယ်ဘာသာဝင်ဝါဒလက်ခံသူတွေရဲ့စိတ်မလုံးကြုံမှုအကြောက်တရားအရှက်တရားမသိနားမလည်မှုမိုင်မဲမှုတွေကိုသုံးချတတ်ပါတယ်လွတ်လပ်တဲ့အတွေးခေါ်ထိုးပေါက်မြင်မှုစားတဲ့ခေပြန်ယူဆတွေကပျက်စီးမှုကိုသာရှေ့ရှုရလို့အပြစ်ဆိုထားပြပြီး၆လန်းတတ်ပါတယ်ခေပြန်ကာလာကြီးကစက္ကန့်နဲ့မျှတူတဲ့ပြောင်းလဲနေတယ်ခဏတာခိုက်တန်ကာလာတွင်မှာခီးရည်စီချောင်းကမြင့်မြင့်ဖြစ်သွားတတ်တယ်ပြောင်းလဲမှုမြန်ဆန်တဲ့အခါမှာမြေယာမှုနဲ့မသေးချာမှုတွေလည်းပိုများလာတယ်လူနေမှုဘဝတိုးတက်လာတာနဲ့အမျှအစားအုံကြီးကလည်းပြောင်းလဲလာပါတယ်ဘဝအတွက်ရုန်းကန်ရမှုကမတူတော့ပါဘူးစိတ်မလုံးကြမှုဗျမ်းမထဖြစ်မှုမရေရာမှုမသေးချာမှုတွေကနေကယ်တင်နိုင်ပါတယ်လို့ဘာသာရေးကသူတို့ရဲ့ပြောင်းလဲမရှိမှုကိုအကြောင်းပြုပြီးမြှောက်ခေါ်တတ်ပါတယ်တိုးတက်ပြောင်းလဲနေတဲ့ခေပြန်လောကရဲ့အားနည်းချက်တွေကိုထောက်ပြပြီးသူတို့ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းပါတယ်လွန်မြောက်မှုတရားကိုထပ်ပေါက်တစ်ခုအနေနဲ့မြှောက်ခေါ်ပြီးတော့မှခေပြန်ကာလအတွက်လွန်မြောက်အလန်းအပြည့်အလည်စားတတ်ပါတယ်ခေမီလာတိုင်းခေါင်းနာတွေပိုဖြစ်လာတာမဟုတ်ပါဘူးအစိုးနဲ့အကောင်းတွဲပြီးဖြစ်တာမို့လို့ခေပြန်ကာလကြီးကတချို့နေရာတွေမှာအတော်လေးပင်ပန်းစင်ခက်ခဲနိုင်ပါတယ်ရှင်းရှင်းပြောရရင်တော့လူလို့ဖို့မလွယ်တော့ပါဘူးခေအောင်တွေးခေါ်တွေကိုပြောင်းလဲမရှိလက်ခံထားတဲ့ကိုယ်ွယ်ယုံကြည်မှုတွေကြပြန်တော့အယူဝါဒဖောင်ဒေးရှင်းခိုင်မာသွားအောင်ခေရည်စည်းချောင်းရဲ့အားနည်းချက်တွေကိုအသုံးချပါတယ်လူလို့ဖို့မလွယ်တော့တာကိုအကြောင်းပြုလိုက်ပြီးအပြောင်းလဲမရှိတဲ့တမန်ရိုးချနီးကိုနာခံလိုက်နိုင်ခေပြန်ကာလကြီးရဲ့ဆင်းရဲမွေးတည်မှုကနေလွတ်မြောက်နိုင်မယ်လို့လွတ်မြောက်မှုတရားကိုတပတ်လည်းနဲ့အယုံသွင်းနေကြတယ်ဒီနေရာမှာဘာသာရေးကိုပြည့်စုံလို့မရပါဘူးခေပြန်ကာလကြီးကလူတိုင်းအတွက်စင်ခေါ်မှုအလွန်များပါတယ်လူနေမှုဘဝအတွက်အခြေခံလိုအပ်ချက်တွေအင်မတန်များသလိုရုန်းကန်ရှင်သန်ဖို့အတွက်အသက်မဝန်းကြောင်းရတာမလွယ်ပါဘူးထို့တက်ပြောင်းလဲလာတဲ့လောကကြီးရဲ့လေပတ်ပုံတွေကမတူညီတဲ့လူဒန်းစားလိုက်ဖိအားတွေမျိုးမျိုးရှိလာပါတယ်ဘဝဆိုတဲ့တန်တရားဘဝဆင်းရဲကြီးကခေပြန်လောကမှာရေးကြီးတဲ့အချက်မဟုတ်တော့ဘဲနဲ့အင်မတန်ပင်ပန်းဆင်းရဲတဲ့ခေပြန်ဘဝကနေလွတ်မြောက်သွားဖို့ကလူတိုင်းမျှော်လင့်ချက်ဖြစ်လာပါတယ်ကိုယ်ဝယ်ယုံကြည်မှုဘာသာရေးတွေကအပြောင်းလဲမရှိတဲ့ယူဆတွေနဲ့သမယိုးချက်လည်းပတ်နေတာကြောင့်အပြောင်းလဲတွေကိုရင်ဆိုင်နိုင်စွမ်းမရှိတော့တဲ့လူတွေအတွက်ထွက်ပေါက်ပါလွတ်လပ်မှုအစစ်ကိုမပေးနိုင်ပေမဲ့မွန်ကျက်မှုတွေကနေအခိုက်အတန့်တစ်ခုအထိထွက်ပေါက်ပေးနိုင်ပါတယ်ကိုယ်ပိုင်ဖြစ်မှုပဓာနလောကကြီးမှာကိုယ်ရည်ကိုယ်သိမြင့်တင်နေရတဲ့အင်မတန်ပင်ပန်းပါတယ်နေ့စဉ်နဲ့မျှပြောင်းလဲနေတဲ့ခေတ်ရည်စည်းအတိုင်းလိုက်နိုင်အောင်ကြိုးစားနေရတာကမလွယ်ပါဘူးစာအုပ်နေရတဲ့ရုန်းကန်ရှင်သန်နေရတာကတနေ့တစ်နေ့မလွယ်တော့ပါဘူးအသက်ရှင်နေရတာကမွန်ကျက်စရာကြီးလိုဖြစ်လာတတ်တယ်ရှင်သန်မှုရဲ့နေတာကရုပ်ပိုင်းဆိုင်ရာတရားမှုတွေဖြစ်လာပြီးတော့စိတ်ပိုင်းဆိုင်ရာဆင်းရဲမှုတွေကပေးဆဲတဲ့စရိကံဖြစ်လာခြင်းကခေပြန်ကာလရဲ့အဓိကအားနည်းချက်ပါဒါကိုကိုယ်ယုံကြည်မှုဘာသာတရားတွေကထောက်ပြပြီးတော့စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခုရဖို့မပြည့်မနေလိုအပ်တဲ့အကြောင်းနှိုးဆော်ပါတယ်ခေပြန်လူနေမှုဘဝကအလွန်မြန်နေဖြစ်တည်ပြတ်မှုတွေကတံဝေကယူခြင်းတော့မရလောက်ပြောင်းလဲနေတယ်အဲဒီကမှဘဝကြီးကမြေယာမှုတွေများလာတယ်စာဝန်နေရေးအတွက်မတိကျမှုတွေများလာတော့ခေပြန်လူနေမှုဘဝဆင်းရဲမှုကနေလွန်မြောက်ဖို့တောင်းတလာတယ်ဘဝတန်တရားဝဆင်းရဲပဲဆိုပေမဲ့လူနေမှုဘဝဝဆင်းရဲကပိုဆိုးရွားနေတယ်လို့ဖြစ်လာတယ်
ကိုယ်ပိုင်ဖြစ်မှုကိုယ်ပိုင်ခံယူမှုတွေဖြစ်လာဖို့အရေးပေးဆက်စရာများလာတဲ့ကထွက်ပေါက်တစ်ခုမဖြစ်မနေလိုလာတယ်ကိုယ်ပိုင်ဖြစ်မှုကိုကြောက်တဲ့သူတွေရှိလာတယ်ကိုယ်ပိုင်ခံယူမှုနဲ့ကိုယ်ပိုင်ဖြစ်မှုတွေကတခါတလေမှလွဲသွားပြီးအရှက်ရစရာမျိုးဖြစ်လာတယ်ကြာရှုံးသွားခဲ့ရတဲ့ကိုယ်ပိုင်ဖြစ်တည်မှုကနေလွတ်လပ်သွားဖို့မဖြစ်မနေလိုအပ်လာပါတယ်ဘဝကဆင်းရဲတဲ့ဆင်းရဲလာတယ်အသက်ရှင်ရတာကခက်ခဲတဲ့ခက်ခဲသွားတယ်လူနေမှုဘဝနဲ့ကိုယ်ပိုင်ဘဝပြန်ဆိုင်ဖြစ်လာတယ်ခင်မီတိုးတက်မှုနဲ့တမယိုးကြရှိဦးဆံမှုလွန်ဆွဲလာတယ်အတိုင်းမြုံလိုက်ပြောင်းလဲမရှိဖြစ်တည်မှုနဲ့ခီးရစီရလိုက်ပြောင်းလဲတိုးတက်လို့တဲ့ဖြစ်တည်မှုအကြားနိုင်ရှင်မှုတွေများလာတယ်ခေတ်ကာလကြီးဗမာစင်ရမှုတွေကိုခဏကြီးမရှိတော့လို့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပေးဆက်ပြီးဘာသာယူရတော့အောက်မှာနေလိုက်မလားအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့အတူပြောင်းလဲတိုးတက်နေတဲ့ခီးရစီအတိုင်းလိုက်ပြီးတော့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ဘဝတန်တရားဝဆင်းရဲကနေလွန်မြောက်ကြိုးစားမလားရွေးချယ်မှုကနှစ်ခုတည်းနှစ်ခုစလုံးကစိန်ခေါ်မှုကိုစီနဲ့ပါမတူညီတဲ့ယဉ်ကျေးမှုတွေနဲ့အစင်လာကိုနာခံလိုက်နာရမှာပါဘန်းနိုင်ကတော့တစ်ခုတည်းပါဘဝဆိုတဲ့တန်တရားဝဆင်းရဲကနေလွန်မြောက်ဖို့ပါလွန်မြောက်ခြင်းဆိုတာကမဖြစ်မနေအရာယူရမယ်ဘန်းနိုင်ဖြစ်တယ်မဖြစ်မနေအားထုတ်မယ်အစင်လာကြီးဖြစ်ပါတယ်အစင်လာဆိုတာကအစင်ဆက်ပြိုးထောင်မယ်ယဉ်ကျေးမှုဖြစ်ပါတယ်အစင်ဆက်လိုက်နာကျင့်သွားမယ်လမ်းစဉ်ပြဗုဒ္ဓဓမ္မမှာဆိုထားပါတယ်လွန်မြောက်မှုအတိကိုရရှိစေနိုင်မယ့်အစင်လာ၃ခုရှိပြီးလမ်းစဉ်တွေနဲ့ရှေ့ရရှိပါတယ်အစင်လာ၃ခုကတော့ပညာသမာဓိနဲ့သီလတို့ပါလမ်းစဉ်ရှေ့ရကတော့ခေါင်းနဲ့မြင်ခေါင်းနဲ့အကျဉ်ခေါင်းနဲ့အပြောဆိုခေါင်းနဲ့အလုပ်ခေါင်းနဲ့အသက်မွေးမှုခေါင်းနဲ့အားထုတ်မှုခေါင်းနဲ့အောင်မြင်မှုခေါင်းနဲ့တည်ကြည်မှုတွေပါအတိတ်ပေါ်ဆွဲလန်းပူပန်မှုနဲ့အနာဂတ်ရဲ့ဆွေးနွေးချောင်းချမှုတွေကြောင့်လွန်မြောက်မှုလမ်းစဉ်ရှိလာတာပါပညာအစင်လာအရခေါင်းနဲ့အမြင်ခေါင်းနဲ့ကြံရှိသူကဆွဲလန်းမှုကြောင့်ဖြစ်လာတဲ့ပူပန်မှုတွေဆွေးနွေးမှုကြောင့်ဖြစ်လာတဲ့ချောင်းချမှုတွေကိုဆင်ခြင်သုံးသပ်နိုင်ပြီးတော့မှလွန်မြောက်နိုင်မယ့်နည်းကိုကျင့်ကြံအားထုတ်နိုင်မှာပါသီလအစင်လာအရခေါင်းနဲ့ပြောဆိုခေါင်းနဲ့အလုပ်ခေါင်းနဲ့အသက်မွေးမှုရှိသူကနေ့စဉ်လူနေမှုဘဝတွေရုန်းကန်ရှင်သန်ရတဲ့နေရာမှာပြန်မစင်းရမှုတွေရှိနေပါစေဦးအ ਨੇ ဆုံးတော့ခက်ခဲတွေညွန်နေသွားမှာဖြစ်ပြီးတော့လူနေမှုအတိုင်းအဝန်တွေပေါင်းတဲ့ဆက်ဆံရေးကောင်းမွန်နိုင်မှာပါဖြောင်းမတည်ကြည်တဲ့ပုဂ္ဂလိကဂုဏ်သိက္ခာနဲ့ရှင်သန်နိုင်မှာဖြစ်တယ်လို့အေဂျင့်တင်ကြီးနဲ့လူနေမှုဘဝနဲ့လွန်မြောက်မှုအသည့်နိုးထခွင့်ရနိုင်မှာဖြစ်ပါတယ်ဓမ္မတိအစင်လာရကောင်းတဲ့အားထုတ်မှုကောင်းတဲ့အောင်မြင်မှုကောင်းတဲ့တည်ကြည်မှုတွေရှိသူကဓမ္မကျင့်စဉ်ကိုကျင့်ကြံအားထုတ်တဲ့နေရာမှာအသည့်လေးမှာရှိလာမှာဖြစ်တယ်လို့ဘဝရဲ့အကြောင်းအကျိုးသုံးညတာသဘောတရားအဆိုးမြတ်ခြင်းတဘာဝဒေသနာဟောကြားမိတ်ဆွေမှုတွေပေါ်ထားရှိတဲ့တန်တရားဘဝပြည့်တည်မှုရဲ့ဆင်းရဲမှုဝေဒနာသိခြင်းတရားတွေအသည့်တန်ဝေကအတိတ်နဲ့အနာဂတ်တို့အရာကလက်ရှိပြည့်စုံပန်တန်မှုနိုးထမှုဖြစ်တဲ့လွန်မြောက်ခြင်းပန်းနိုင်ရဲ့လမ်းစဉ်ပေါ်သဘောပေါက်နားလည်မှုတည်ကြည်တဲ့စိတ်တဲ့ခိုင်မာတဲ့စေတနာဖြစ်မြောက်လို့တဲ့စိတ်ရင်းစိတ်ကံမပြည့်မနေကြိုးစားလို့တဲ့အားထုတ်လို့စိတ်တွေအားကောင်းလာနေမှာဖြစ်ပါတယ်ကိုယ်ွယ်ယုံကြည်မှုအခြေခံတဲ့ဗုဒ္ဓဘာသာရဲ့အားသာချက်တွေကတော့ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်ပြန်ကာလရဲ့ဗျံပရာဖြစ်မှုနဲ့အတူပြောင်းလဲမှုတွေအတွက်ထပ်ပေါက်တစ်ခုပေးနိုင်စွမ်းရှိခြင်းပါအစုအဖွဲ့လိုက်အုပ်လိုက်ခြင်းလိုက်ယုံကြည်လက်ခံမှုနဲ့အတူလူနေမှုဘဝရဲ့ခက်ခဲမှုတွေကနေလွန်လန်းတရပေးနိုင်စွမ်းရှိပြီးတတိတသက်ဖြစ်ခြင်းအစားအဖွဲ့အစည်းလိုက်တန်းတူဖြစ်တည်ခွင့်ပေးနိုင်ပါတယ်ဘာသာယူဝါဒလောင်ရင်အောက်ကနေလွတ်လပ်တဲ့ဒီကနေ့လူခေတ်မျိုးမှာဗုဒ္ဓဘာသာကလူမှုအတိုင်းမျိုးအခြေခံတဲ့အတွေးခေါ်မျှော်မြင်အယူဆများစွာကိုအပြောင်းလဲမရှိထိန်းသိမ်းပေးထားနိုင်တဲ့အဆောင်အဖြစ်လူမှုအကျိုးပြုနေရမှာခန့်ခန့်ညာညာတည်ရှိနေလျက်ပါယဉ်ကျေးမှုထုံးတဲ့တရားအနေနဲ့အစဉ်ဆက်တည်ရှိခဲ့တဲ့ဗုဒ္ဓဘာသာကဘာသာယူဝါဒလောင်ရင်မပါတဲ့ဗုဒ္ဓဓမ္မလိုက်စားသူအတွက်စင်ခေါ်မှုတွေအများကြီးရှိပါတယ်အစဉ်ဆက်လက်ခံခဲ့တဲ့ဤစဉ်ဤလန်းအတိုင်းပဲလွန်မြောက်မှုတရားကိုလက်သင့်ခံလို့အပြည့်မရှိပေမဲ့လေအယူဝါဒထုံးတမ်းတွေကိုထိုးပေါက်ပြီးတော့မှကိုယ်ပိုင်ဖြစ်မှုနဲ့လွတ်လပ်တဲ့အခွင့်အရေးရကျင့်ကြံအားထုတ်ခြင်းအပြင်ဘဝတန်တရားဝဆင်းရဲကနေလွန်မြောက်ကြိုးစားခွင့်ရှိတာကိုယုံကြည်လက်ခံခြင်းကအပြည့်မဟုတ်ပါဘူး။ဒါလေးထုံးတမ်းတွေအကြားမှာသုံးချခံဖြစ်နေတဲ့ဓမ္မကိုအပြောင်းလဲမရှိလက်ခံခြင်းသုံးခြင်းတဲ့ရိုးရှင်းပြီးအာမခံချက်ပြေဝရှိတဲ့ဓမ္မကျင့်စဉ်ကိုလွတ်လပ်စွာကျင့်ကြံခွင့်ရှိခြင်းကပိုကောင်းပါတယ်။ဗုဒ္ဓဓမ္မကိုကျင့်ကြံအားထုတ်ဖို့အတွက်ကိုယ်ွယ်မှုစည်းကမ်းမှုပူဇော်မှုတွေမလိုအပ်ပါ။လွန်မြောက်ခြင်းတရားကိုအားထုတ်ဖို့အတွက်လူနေမှုဘဝကိုပြောင်းလဲဖို့မလိုအပ်ပါ။ဗုဒ္ဓဓမ္မကိုနားလည်ဖို့ဂုဏ်ဝိသေသခံပုဂ္ဂိုလ်တွေရဲ့လမ်းညွှန်မှုမလိုအပ်ပါ။ဘဝတန်တရားဝဆင်းရဲကနေနိုးထနိုင်မှုလွတ်လပ်တဲ့တွေးခေါ်ကြံစည်မှုအမှန်တရားလေးပါးကိုလက်ခံနိုင်မှုနဲ့ခီးပေါ်ကောင်းရှိဖို့ပဲလိုအပ်ပါတယ်။မြတ်ကမ်းယုံပြီးတော့မှကြိုးစားခြင်းတဲ့တန်တရားစင်းနဲ့အားထုတ်ခြင်းကရလက်တံဖို့ကိုပိုသိနိုင်ပါတယ်။ဒီကနေ့ဝိသုစာကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနေ့တင်ဆက်ခဲ့တဲ့ဝိသုကလေးကတော့စာရေးသူမော်ရရှာရေးသားထားတဲ့ကိုယ်ွယ်မှုမပါတဲ့ဗုဒ္ဓဓမ္မအဝိဇ္ဇာမောင်မလွန်မြောက်ခြင်းဉာဏ်ရင်းဆိုတဲ့ဝိသုကလေးကိုအပိုင်းလေးစသိမ်းပိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာပါ။ကျွန်တော်တို့ရဲ့ channel ကလေးကို like and subscribe လုပ်ထားပေးပါဦး။ဘေးနားက notification လွှင့်နေပေးထားပါအောင်ခင်ဗျ။နားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။